ကဘာအရရ၌ရှိတဲ့ဝီလပ်ဇုံမီမီဒီယာပရိသတ်များအားလုံးကိုစိတ်နှဖျားချမ်းသာရှင်လန်းကြပါစေဒီကနေ့ကျွန်တော်ဒီဇင်ဘာ25ရက်နေ့2024ခုနှစ်ညနေ8နာရီမှာကျွန်တော်တို့ဝီလပ်ဇုံမီဒီယာအနေနဲ့အထူးစီစဉ်တစ်ခုကိုကျွန်တော်တို့ဝင်ငါချင်းတာဖြစ်ပါတယ်မြန်မာလိုနဲ့ကျွန်တော်တို့ပြောသွားမှာမို့လို့စူးစမ်းပြီးတော့ကျွန်တော်နားထောင်ပြီးရင်းနဲ့ share များလို့ပေးကြပါနောက်ပြီးတော့ကျွန်တော်တို့ဝီလပ်ဇုံဒီမီဒီယာနေဒီကနေ့ပြောကြားသွားတဲ့အချက်အလက်တွေကိုခံချာနာရတဲ့အရောက်တူတိုင်းအတွက်မှားယွင်းတာပဲဖြစ်ကိုအားမလို့အားမရတာပဲမရှင်းမလင်းတာပဲဖြစ်ငင်းချစ်များရှိခဲ့တည်ရှိရင်လည်းကျွန်တော်တို့လွတ်လပ်နဲ့ကျွန်တော်ဖုန်းနံပါတ်6309238881နဲ့ကျွန်တော်တို့ Zoom မှာပဲဖြစ်ပြန်လဲပြီးတော့ကျွန်တော်ပြန်လဲဖြေချပြီးတော့ဒါမှမဟုတ်ပြန်လဲဆွေးနွေးပြီးတော့ဒါမှမဟုတ် debate ပဲဖြစ်ပြန်လုပ်ရတယ်လို့အဲအကြောင်းကျွန်တော်တို့ဒီညပြောကြမယ့်အကောင်းစဉ်ကတော့ချင်းလန်းကောင်စီနဲ့ CNF များလူကိုခင်ရင်မို့ကိုပြင်ပါဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်တို့ပြောကြားသွားမှာဖြစ်ပါတယ်အဲအကြောင်းကျွန်တော်အဓိကအားဖြင့်ဘာသာရေးရှုထောင့်ကနေလည်းဆွေးနွေးသွားမယ်နောက်ပြီးတော့လူမှုရေးရှုထောင့်အနေနဲ့လည်းကျွန်တော်ထောက်ပြသွားပါမယ်နောက်ဆုံးအနေနဲ့နိုင်ငံရေးလက်တလုံးမြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေနဲ့ကျွန်တော်ချင်းပြည်နယ်ရဲ့
ချင်းပြည်နယ်ပြည်သူပြည်သားများနိုင်ငံရေးမျက်မှောက်ခေတ်နိုင်ငံရေးအခြေအနေကိုကျွန်တော်အကဲခတ်သုံးသပ်ပြီးတော့ကျွန်တော်ဆွေးနွေးသွားမှာမို့လို့ခုနကျွန်တော်ဝန်ခံသွားသလိုတခုခုကိုအနေနဲ့အမားအယွန်းရှိလို့တမိုင်းအထောက်အထားအရဒါမှမဟုတ်ရင်ဘာသာရေးလူမှုရေးနိုင်ငံရေးအထောက်အထားအရမားခဲ့ကိုအနေနဲ့မားခဲ့တယ်ဆိုရင်ကျွန်တော်တို့ကိုလွတ်လွတ်လပ်လပ်နဲ့6339938888ပဲဖုန်းခေါ်ပြီးတော့ကျွန်တော်တို့ Zoom ကနေပြီးတော့အများပြည်သူရှိမှကျွန်တော်တို့မှန်တရားပေါ်နိုင်ဖို့အတွက်တရားမျှတတော့သဘောတရားတွေကျွန်တော်တို့ရရှိနိုင်ဖို့အတွက်ကျွန်တော်တို့ပြန်လည်ဆွေးနွေးနိုင်တယ်လို့ကျွန်တော်စိန်ခေါ်ခြင်းမဟုတ်ဘဲနဲ့အများပြည်သူများအတွက်ပွင့်လင်းမြင်သာမှုရှိအောင်ကျွန်တော်အဲ့လိုမျိုးစကားကြီးအနေနဲ့ပြောကြားလိုတာဖြစ်ပါတယ်ကျွန်တော်ဒီကောင်းစင်မတော်ခဲ့မှာကျွန်တော်အခုဂုံအထူးဖျားကြီးဆိုတော့ကြောင့်အထူးဂုံယူစရာကောင်းတယ်ကျွန်တော်ဇုံမီအမျိုးသားတွေကပူနွေးနွေးမြန်မာနိုင်ငံကိုပြန်သွားပြီးတော့မိဘမဲ့ကလေးများအတွက်ရုပ်ရှင်ဇာတ်ကားကိုရိုက်ကူးပြီးမြန်မာနိုင်ငံမှာအဲ့ဒီမြစ်တာရုပ်ရှင်ဇာတ်ကားကိုအောင်ပြင်းပြင်းနဲ့ပြတ်သားတော်တဲ့ပူကင်မုံတို့လင်မယားဆုံးတွေကိုကျွန်တော် appreciate လုပ်ရှင်ပါတယ်ချီးမွမ်းခြင်းစကားကိုဒီဝေလပ်တော်မြတ်နေပြီးတော့ပြောကြားသွားခြင်းတာဖြစ်ပါတယ်သူတို့ဒီဇာတ်ကားကြည့်တဲ့အတိုင်းကျွန်တော်တို့ပရဟိတအတွက်ပြပါမဲ့ကလေးတွေအတွက်ရည်စူးပြီးတော့ဇက်ညွန်ရေးပြီးပုံဖော်သွားတဲ့ဇက်ကားတစ်ခုဖြစ်တယ်လို့ကျွန်တော်တို့ဝေဖန်တန်တွေလည်းကျွန်တော်ကြားရပါတယ်ဒါပေမဲ့ဒီပူဂင်မွန်ကတော့ဒီအမေရိကန်နိုင်ငံမှာ2000ခုနှစ်မှာရောက်အခြေချရောက်ရှိပြီးတော့ဖះရဲ့လမ်းဖွင့်ပေးမှုကြောင်းနောက်သူ့ရဲ့ဖះကောင်းကြီးပေးမှုနဲ့သူ့ရဲ့ဝါဒနာအရာLA Los Angeles California မှာသူကဒီကဘာမှာနာမည်အကြီးဆုံးနဲ့အကြီးကျယ်ဆုံးရုပ်ရှင်ထုတ်လုပ်ရေးရုပ်ရှင်ဇာတ်ကားများထုတ်လုပ်ရေး Hollywood မှာသူကအဲ့မှာပါဝင်နိုင်ဖို့အတွက် license လေးရထားသူတူလည်းဖြစ်တယ်နောက်ပြီးတော့ American တနည်းအားဖြင့်ပြောရရင်ဒီ American အစိုးရအနေအတိမတ်ပြုတဲ့extra license တရုတ်ဆောင် license ကိုပိုင်နိုင်ရရှိထားသူတယောက်ဖြစ်တယ်လို့နောက်ကျန်တဲ့ဇာတ်လမ်းတွေမှာလည်းသူဒီဇာတ်ကားမရိုက်ခင်မှာအင်္ဂလိပ်ဇာတ်ကားတွေ Rambo ကားတွေမှာလည်းသူဇက်ပုတယောက်အနေနဲ့သူပါဝင်တရုတ်ဆောင်တာလည်းကျွန်တော်တွေ့ရချင်းဖြစ်ပါတယ်ဒါပေမဲ့ဒီဇာတ်ကားမှာကျတော့သူအဓိကတရုတ်ဆောင်အနေနဲ့ပါဝင်ခွင့်ရတယ်လို့မြန်မာပြည်ဟွာရင်အမှုပညာသမားကြီးတွေနဲ့လည်းလက်တွေ့ခွင့်ရသွားတယ်နောက်ပြီးဒီဇာတ်ကားပြီးခဲ့တဲ့နှစ်မှာကျွန်တော်တို့ကယ်လီဖိုးနီးယားဒီ Los Angeles နိုင်ငံတကာရုပ်ရှင်ပြိုင်ပွဲမှာသူတို့ top 10ဝင်ပြီးတော့နောက်ပူကင်မုံတယောက်အနေနဲ့လည်းအဲ့မှာသူကဘောင်းဆုံးရုပ်ရှင်တရုတ်ဆောင်စုရသွားတာချင်းဖြစ်ပါတယ်အဲ့နဲ့မြန်မာပြည်သားတယောက်အနေနဲ့လည်းမြန်မာနိုင်ငံဖွားမြန်မာပြည်သားများအနေနဲ့လည်းပူကင်မုံလူနိုင်ငံတကာရုပ်ရှင်ပြိုင်ပွဲမှာတရုတ်ဆောင်စုအကောင်းဆုံးတရုတ်ဆောင်စုရဘူးတာကျွန်တော်တို့တိထားတလောက်ဆိုသူတယောက်ထဲပဲရရှိသွားတာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်တို့ဒီ We Love Zomi Media နေကျွန်တော်လိုက်ကြိုဆိုပြီးတော့ကျွန်တော်တို့ချီးမွမ်းစကားဆိုပြီးတော့ကျွန်တော် appreciate လုပ်တာဖြစ်ပါတယ်အဲ့ဒီအပြင်သူကမြန်မာနိုင်ငံကပေးအပ်ခဲ့တဲ့အကယ်ဒမီဆုဒီရုပ်ရှင်တရုတ်ဆောင်ထူးချွန်ဆုတွေကမြန်မာနိုင်ငံရဲ့အတိုက်အတာဖြစ်ပါတယ်အခုပူကင်မုံရထားတဲ့ဟာကြတော့နိုင်ငံကရုပ်ရှင်ဇာတ်ကားပြိုင်ပွဲမှာသူကဒီအမေရိကန်တနိုင်ငံတည်းမကဘဲနဲ့တကဘာလုံးကအကောင်းဆုံးရုပ်ရှင်ဇာတ်ကားတွေပြိုင်ပွဲရဲ့ top 10ဝင်ပြီးတော့ကောင်းဆုံးရုပ်ရှင်တရုတ်ဆောင်ဆုကိုရရှိသွားတာဖြစ်တဲ့အတွက်ကြောင့်ဒီဟာကိုကြွားဖို့မဟုတ်ဘဲနဲ့ကြွားဝါဖို့မဟုတ်ဘဲနဲ့ဇုံမီအမျိုးသားများအတွက်လည်းကြွားဖို့မဟုတ်နဲ့ဖျားရမိမုံထဲကနေပြီးတော့ချီးမြှောက်တဲ့ဒီဇုံမီအမျိုးသားတွေချီးမြှောက်ခြင်းအဖြစ်ဒီဘဝကိုဒီအဆင့်တန်းကိုမြန်မာတနိုင်ငံလုံးကဘယ်ရုပ်ရှင်တရုတ်ဆောင်ကမှမရခဲ့ဘူးတဲ့ဒီထူးချွန်စုကိုကိုကင်မွန်ကထိုက်တန်ရရှိသွားတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီကနေဂုံပြုတ်စကားကိုပြောချင်တာဖြစ်ပါတယ်အဲ့ဒါလိုပဲဒီသူတို့ဇက်ကားလည်းမြန်မာတနိုင်ငံလုံးမှာပြတဲ့အပြင်ကမ္ဘာလုံးကလည်းတိအောင်အင်္ဂလိပ်စာတန်းနဲ့အင်္ဂလိပ်စကားနဲ့မြန်မာနှစ်ဘာသာနှစ်ခုနဲ့ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ကြောင့် international level ဇာတ်ကားကြီးတစ်ခုကိုဖျားကြီးဆိုတော့ကြောင့်ကျွန်တော်တို့မြင်တွေ့ရတာဖြစ်ပါတယ်အဲ့ဒါကြောင့်လည်းဒီသူ့ရဲ့ interview မှာလည်းကျွန်တော်တို့ကြားရတဲ့တိုင်သူကချင်းပြည်နယ်မှာမွေးပြီးတော့ဇုံမီအမျိုးသားဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဂုံယူရချင်းဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့
တောင်ကျူတောင်ကြားမှာမွေဖွားပြီးတော့တကယ်တောင်တန်းမှာမြန်မာပြည်မှာဆိုရင်အစင်းရဲဆုံးပြည်နယ်ကချင်းပြည်နယ်ဖြစ်တယ်ချင်းပြည်နယ်အထဲမှာမှဒီတိတိမ်သုံးဆောင်တို့ကလမ်းပန်းစစ်တွေခက်ခဲတဲ့နေရာနောက်ပြီးသူများဘာဒီကျွန်တော်တို့ဒီနေ့ခေါင်းစဉ်တိုင်းဘာသာရေးလူမှုရေးနိုင်ငံရေးအဖြစ်အနေခံတဲ့နေရာဒီတကလူတယောက်ပုံကူတယောက်ကဒီလိုမျိုးထူးချွန်ဆွေးရလာလို့ချင်းပြည်နယ်မှာမွေးတဲ့ဇုံမီလူမျိုးဆိုတာကျွန်တော်တို့မြန်မာပြည်မှာနေခဲ့တော့မှတ်ပုံတင်ကပ်ပြားတွေမှာလူမျိုးမှာချင်းလူမျိုးရေးခဲ့ပြီးပဲဇုံမီရေးခွင့်မရခဲ့သေးပေမဲ့မှတ်ပုံတင်ကကို personal တစ်တာထဲမှာပဲကိုခရီးသွားရင်သူအိတ်ဆောင်ခရီးအိတ်ဒီမှာပဲဖြစ်ဖြစ်ပိုက်ဆံအိတ်ထဲမှာထည့်ထားတာပြောဒါပေမဲ့ဒီမီဒီယာကြီးဒီရှေ့မှာပိုကီမွန်တယောက်အနေနဲ့ဖျားမှန်တကယ်ဖန်ဆင်းထားတဲ့သူများပြီးတဲ့ given နာမည်ချင်းမဟုတ်ဘဲနဲ့သူဖျားဖန်ဆင်းထားတဲ့ဇုံမီသူ generate name အတိုင်းကိုသူပြောသွားတဲ့အတွက်ကြောင့်ကျွန်တော်တို့မှတ်ပုံတင်ပေါ်မှာချင်းလို့ရေးလင်းကစားကျွန်တော်တို့အစုံမီလို့မရေးခွင့်မရသေးပေမဲ့သူ့ရဲ့ identity ကိုဇုံမီလို့မီဒီယာရှိမှပြောသွားကြောင်းကြားရသမျှကဘာလုံးမှာရှိတဲ့ဒီမြန်မာစကားနားလေတဲ့လူတွေကဒီကဘာပေါ်မှာဖျားဖန်ဆင်းတဲ့လူမျိုးတွေမှာဇုံမီရှိနေပါလားဆိုပြီးတော့အဲ့လိုမျိုးသူကထုတ်ဖော်ပြောချခြင်းလည်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဝေလပ်ဇုံမီမီဒီယာအနေနဲ့လိုက်လဲကြိုဆိုပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်တစ်ဆက်တည်းမှာပဲကျွန်တော်တို့ဒီချင်းနဲ့ဇုံမီကြမှာကျွန်တော်ဘာမှနားလည်မှုလွဲစရာဟိုတော့ကျွန်တော်မမြင်ပါဘူးဘာဖြစ်လို့လဲဆိုချင်းဆိုတာချင်းပြည်နယ်မှာပြည်ချင်းပြည်သူပြည်သားများရန်ကုန်သူရန်ကုန်သားများဒါတော့ရပါတယ်ဒါပေမဲ့လူမျိုးနာမည်ကြတော့ကျွန်တော်တို့ကချင်းလူမျိုးဆိုတာဗမာတွေကခေါ်လို့အင်္ဂလိပ်တွေကlisten ကမ်းတော့ချင်းလို့ခေါ်ချင်းဖြစ်ပါတယ်ကျွန်တော်ချင်းပြည်နယ်ကိုမြို့နယ်လုံးကမြို့နယ်စုဒီနဲ့ကျွန်တော်၄နှစ်၄မိုးပညာသင်ခဲ့ပူပါတယ်သူတို့မြို့နယ်အတီးတီးကဘာသာစကားတွေမှာလဲချင်းဆိုတဲ့စကားလုံးဩဝါဒရဲ့အတိတ်ပဲကို definition မှာကြတော့ကိုဘာသာစကားနဲ့မရှိကြပါကိုကိုအမှန်တကယ်ဆိုရင်ဇုံမီလိုင်မီဒိုင်ဆိုပြီးတော့ကျွန်တော်လူမျိုးကြီး၃ခုနဲ့ဖွဲ့စည်းထားတဲ့ပြည်နယ်တစ်ခုဖြစ်ပါတယ်အဲအကြောင်းချင်းလူမျိုးဆိုတာဘာလို့မရှိရမှာလဲဆိုတော့ချင်းလူမျိုးသားရှိခဲ့ရင်ချင်းစာပေရှိရမယ်ချင်းဘာသာစကားရှိရမယ်ချင်းရိုးရာရှိရမယ်ရိုးရာဓလေ့ထုံးတမ်းတွေရှိရမယ်လူမျိုးတစ်မျိုးမှလည်းဒါမဲ့ကျွန်တော်တို့မှာပြစရာရလို့ချင်းလူမျိုးအတွက်ချင်းစာပေမရှိတလို့ချင်းလူမျိုးအတွက်ဘာသာစကားလဲဘုံဘာသာစကားလည်းမရှိဘူးချင်းလူမျိုးအတွက်လည်းရိုးရာဓလေ့ထုံးတမ်းတွေလည်းတီးတမ်းမရှိပြန်ဘူးဥပမာကျွန်တော်တို့ဇုံမီရဲ့ရိုးရာဓလေ့ရိုးရာစာပေတွေရိုးရာဘာသာစကားတွေကဟိုဒိုင်ဘက်ကဟာတွေနဲ့ကျွန်တော်မပေါက်ကြဘူးမပေါက်ကြတော့ကျွန်တော်တို့ဗမာလိုပဲပြန်ပြောကြတယ်အဲ့ဒါကချင်းလူမျိုးမရှိမှန်းကိုတက်တည်ပြတ်သွားတယ်ဒါမဲ့ဒီခေတ်မှာလွတ်လွတ်လပ်လပ်ကို freedom of speech freedom of express ဆိုတော့ကျွန်တော်တို့ကိုချင်းလူမျိုးလို့ခံယူချင်တဲ့လူရှိလဲကျွန်တော်အဖြစ်တင်လို့တော့မရပါဘူးဒါတော့ကိုလွတ်လပ်မှုပါပဲဒါပေမဲ့ကျွန်တော်ဒီဟာကိုကျွန်တော်ဘာနဲ့ proof ချင်လဲကျွန်တော်တို့အမေရိကန်မှာပြီးခဲ့တဲ့2လလောက်တော့ကျွန်တော်မီဇိုရမ်ရဲ့ chief minister အလေလာတုန်းကဒီ Indianapolis Town Hall မှာသူအမေဖြေလို့တော့အဲ့မှာကောင်းကောင်းလေးကိုပြောသွားတယ်ချင်းတို့ပူကီတို့လူရှိုင်းတို့ဆိုတာဗမာရီနဲ့အင်္ဂလိပ်တွေကပေးတဲ့ given name တက်ဖြစ်ပါတယ်လူမျိုးနာမည်အရင်စစ်မဟုတ်သူများပေးတဲ့နာမည်ကိုယ့်ရဲ့ generic name ကတော့ဇုံမီဇိုဒါမှမဟုတ်လိုင်မီဇုံမီဖြစ်ပါတယ်အဲ့ဒါကြောင့်သူတို့ဒီလက်ရှိမီဇိုရမ်ဝန်ကြီးချုပ်ရဲ့ပြောတာကိုကျွန်တော် proof ပေးခြင်းဖြစ်ပါတယ်အဲ့ဒါအပြင်ကျွန်တော်ကြည့်တဲ့အတိုင်းပဲမီဇိုလူမျိုးတွေလည်းအရင်တော့မီဇိုလို့ရှိတာမဟုတ်ဘူးသူတို့အင်္ဂလိပ်တွေပြီးတဲ့လူရှိုင်းဟီးဥပမာ Chin Hill regulation 1889မှာအင်္ဂလိပ်တွေ British တွေကဒီကျွန်တော်တို့ Chin Hill တို့Naga Hill တို့အုပ်ချုပ်ဖို့ပြုလုပ်ထားတဲ့ဥပဒေကျမ်းမှာဒီမီဇိုရမ်ကိုလည်းအခုမီဇိုရမ်ကိုမီဇိုရမ်မတတ်မှတ်ဘဲနဲ့လူရှိုင်းဟီးလို့ကျွန်တော်ကဘာကတိမတ်ပြပြီးတော့ recall လုပ်ထားတာဖြစ်ပါတယ်ဒါပေမဲ့ဒီမီဇိုကျွန်တော်ညီကိုမီဇိုတွေကသူတို့ကိုသူတို့လူရှိုင်းဆိုတော့သူများပေးတဲ့နာမည်မှတိလာတယ်အဲကြောင့် Manipur National Force ကမီဇိုမှုမဲ့လို့ပြီးတော့အရင်တော့သူတို့လည်းဆိုင်လို့တို့ဒူဟမ်တို့ဒူလျန်တို့အဲ့လိုမျိုးခေါ်ကြတာအမျိုးနွယ်စုဘာသာစကားကွဲတာနဲ့အဲ့လိုမျိုးခေါ်ကြတဲ့ဟာ
တို့မိစုံ movement ကနေအင်အားကောင်းလာတဲ့အချိန်မှာသူများပေးတဲ့နာမည်ထက်သူတို့ရှိရင်းအတိုင်းသူတို့ generic identity ကိုသူတို့တတ်အားနဲ့အရှိန်အဟုန်ပြင်းပြင်းနဲ့လှုပ်ရှားလာတဲ့အချိန်မှာသူတို့1986အိန္ဒိယအစိုးရစီကနေသူတို့တီချာလွတ်လပ်တော့ state ပြည်နယ်မီဇိုရမ် state ရတာတဲ့အချိန်မှာသူတို့အဲ့လူရှိုင်းနေရနေသူတို့လူရှိုင်းနေရပြီးတော့သူတို့မီဇိုရမ် state မီဇို people zone ထဆိုပြီးတော့အဲ့လိုမျိုးသူတို့အခုအိန္ဒိယဆိုရနေပြီးတော့အတိမပြုတ်တယ်လို့ကဘာလုံးတကဘာလုံးကလည်းသူတို့ကိုမီဇိုလို့အတိမပြုတ်တာဖြစ်ပါတယ်လူရှိုင်းကတော့သူတို့ထားခဲ့ပြီတမိုင်းနဲ့ထားခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ကအများပေးတဲ့ဒါမှမဟုတ်တခြားလူမျိုးတွေကမဲ့ခေါ်တဲ့အမည်နာမမို့လို့သူတို့အဲ့ဒီမီဇိုလူရှိုင်းကိုထားခဲ့ပြီးတော့မီဇိုနဲ့အသွင်ပြောင်းသွားတာဖြစ်တယ်ကျွန်တော်တို့စံနမူနာပြုထိုက်တဲ့တာရကလည်းဥပမာတစ်ခုဖြစ်ပါတယ်အဲအကြောင်းကျွန်တော်တို့ချင်းပြည်နယ်ပြည်သူပြည်သားများအနေနဲ့ကိုရှိရင်ဆွေကိုရဲ့ generic နာမည်ဖြစ်တဲ့ကျွန်တော်တို့တီးတင်သုံးဆောင်ဘက်ကလည်းဇုံမီခေါ်တဲ့အချိန်မှာကြတယ်လေသူများကိုစော်ကားခြင်းလုပ်လည်းမဟုတ်ဘူးနေကြီးလုပ်ရကိုရှိရင်အတိုင်းကိုကိုယ့်ရဲ့ identity ကိုကျွန်တော်ဖော်ထုတ်တဲ့နေရာမှာချင်းလို့ခေါ်တဲ့လူလည်းကျွန်တော်မုံလည်းမမုံသေးဘူးမုံသေးစရာလည်းမလိုဘူးအဲဒါကြောင့်ဒီဝေလပ်ဇုံမီမီဒီယာကနေပြီးတော့ကျွန်တော်တို့ဇုံမီဖြစ်တဲ့အကြောင်းကိုပိုကင်မုံကနေပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့မီဒီယာကြီးဒီမှာတော်လကောင်းကပ္ပမီဒီယာကြီးဒီမှာတော်လကောင်းသူတရုတ်ရုပ်ရှင်တရုတ်ဆောင်ထူးချွန်စုရတဲ့နေရာမှာတကောင်းဖော်ကျူးပြီးတော့အဟောက်အမှန်တည်းဖျားဖန်ဆင်းတဲ့အတိုင်းရှိရင်းဆွဲအတိုင်းဇုံမီကိုရဲရဲဝံ့ဝံ့နဲ့ကျွန်တော်တို့ဖော်ထုတ်ပြီးတဲ့အတွက်ကြောင့်လည်းကျွန်တော်တို့ဂုံယူအားရဝမ်းမြောက်မိကြောင်းလည်းကျွန်တော်ဝေလပ်ဇုံမီကနေပြီးတော့ထပ်တလဲလဲကျွန်တော်ပြောကြလို့တာဖြစ်ပါတယ်အဲအကြောင်းလည်းကျွန်တော်ဇုံမီမြအနေနဲ့တော်လကောင်းလိုင်မီအနေနဲ့ဂိုင်မီအနေနဲ့ကျွန်တော်တို့ချင်းဆိုတာသူများနာမည်ကျွန်တော်တို့သူများပေးတဲ့နာမည်ဖြစ်တယ်ဒါထက်ကိုရဲ့မျိုးရိုးဖလားကိုရှိရင်ဆိုဥပမာကျွန်တော်တို့ဇုံမီဒီဆိုပူဇော်ဆူတဲ့အဖိုးကနေပြီးတော့မျိုးစင်စစ်ရေတွက်ပြီးတော့ကျွန်တော်တို့အဲ့ဒီပူဇော်ကနေဆင်းသက်လာမျိုးစင်စစ်တွေကလည်းကျွန်တော်ယူရဒလိထုံနှံ့တွေအကုန်လုံးနေပါတူတယ်ဘာသာစကားလည်းဗမာစကားနဲ့အင်္ဂလိပ်စကားသုံးမလို့တော့အောင်ဘာသာပြန်ဆရာမလို့ဘဲနဲ့ဘာသာစကားလည်းတူတယ်စာပေလည်းနားလေသဘောပေါက်ကြတယ်ယဉ်ကျေးမှုထုံနှံ့ဒလိယူရဝတ်စုံတွေအကုန်လုံးတရားမှတရားတူကြတာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်တို့ဒီဘေးတမိုင်းပဲကြည့်ချင်းမျိုးဆက်ကနေဘယ်လိုမျိုးဆင်းသက်လာတယ်ဆိုတာကျွန်တော်တို့စာပေသမားတွေစာထဲမှာပဲရေးကြတာရှိတယ်တကယ်လက်တွေ့မှာအဲ့လိုမျိုးစင်ဆက်နဲ့ရေးတွက်လို့ရတာကျွန်တော်ပူဇုံရဲ့သားစဉ်မစ်ဆက်ဒီမလို့ကျွန်တော်ဒီနေ့ဇုံမီဆိုတာအခုကဘာမှာကိုကင်မောကနေပြီးတော့ဝင်ကြောနဲ့ကျွန်တော်တက်တည်ပြခဲ့တယ်လို့ကျွန်တော်ရှစ်ဆက်ပြီးတော့ဒီဇုံမီ movement ကကျွန်တော်ရှစ်ဆက်ပြီးတော့ကျွန်တော်ရှောက်လန်းမှုရှိပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်အဲအကြောင်းလဲဒီချင်းပြည်နယ်မှာနေတဲ့လူတိုင်းကိုလည်းချင်းလူမျိုးတော့မခံယူတာမဟုတ်ဘူးချင်းကိုလည်းမုန်းတာမဟုတ်ကျွန်တော်တိသွားပြီးအရင်တော့မတိခင်ကကျွန်တော်ကိုယ်တိုင်တိတိချင်းလို့ဝင်ခံခဲ့တဲ့လူတယောက်ဖြစ်တယ် form တွေဖြစ်တိတိချင်းဒါပေမဲ့ဒီတိတိကလူမျိုးမှာတိတိဆိုတာလူနာမည်မဟုတ်ဘူးမြို့နာမည်မဟုတ်လို့တိတိချင်းခေါ်တာချင်းဆိုတာလည်းသူများပြတဲ့နာမည်အတိတ်ပဲဇုံမိဘာသာစကားနဲ့လည်းမရှိတော့အဲ့လိုပဲကျွန်တော်တို့ကသူများနဲ့မပေါင်းချင်လို့လည်းမဟုတ်ကိုသူများတကဗမာတွေကပေးလိုက်လို့တစ်သက်လုံးချင်းခံယူမဲ့စာကိုဖျားဖန်ဆင်းတဲ့ပူဇော်ကနေဆင်းသက်လာတဲ့ဇုံမီဒီကြတော့ကိုယ့်အကိုကင်မုံလို့အဲ့လိုမျိုးကဘာမှာကျွန်တော် identity ကိုအရင်တော့ကျွန်တော်တို့ဒီမိုကရေစီခက်2015နဲ့2020ကြားမှာလည်းမြန်မာပြည်လွတ်တော်ဒီရဲ့တောက်ချင်းပြည်နယ်ပြည်သူ့လွတ်တော်ဒီမှာဇုံမီပါတီဇုံမီ Congress for Democracy အဲ့မှာဇုံမီပါတီအနေနဲ့ကျွန်တော်တို့မော်ကွန်းတင်နိုင်ခဲ့ပြီမှတ်တမ်းတင်နိုင်ခဲ့ပြီနောက်80မှာလည်းဒီလိုပဲကျွန်တော်တို့ရှောက်လန်းကြမှာဖြစ်တာကိုကျွန်တော်ဒီလိုမျိုးပြောပေမဲ့ချင်းလောက်ခံယူတဲ့ညီကိုတွေကိုကျွန်တော်မုံချင်းအာဂါတတရားထားစီခြင်းတွေလည်းမရှိပါဘူးလွတ်လပ်နဲ့ကိုယ့်အကိုခေါ်ပိုင်ခွင့်ရှိကြတယ်ကျွန်တော်တို့ကချင်းကိုလည်းချစ်တယ်ချင်းလောက်ခေါ်တဲ့ခံယူတဲ့လူလည်းချစ်တယ်လိုင်မီလို့ခံယူတဲ့လူတွေကျွန်တော်မုန်းစရာအကြောင်းမရှိဘူးအကုန်လုံးဖျားကိုယုံကြည်တဲ့လူကျွန်တော်အချင်းချင်းချစ်ကြတယ်တယောက်နဲ့တိတ်ဖွဲ့စည်းတစ်ခုရဲ့လူမျိုးတစ်မျိုးဒီရဲ့ကိုယ့်ရဲ့ identity ကိုလည်းအချင်းချင်းလေးစားပေးကြဖို့မျက်နှိုးပေးကြဖို့ကိုလည်းကျွန်တော်ဒီကနေတိုက်တွန်းလိုတာဖြစ်ပါတယ်။ Now ကျွန်တော်ဒီခေါင်းစဉ်မှာကျွန်တော်တို့သွားဖို့ကျွန်တော်အခုဒီ
ကျွန်တော်တို့ခေါင်းစဉ်ဖြစ်တဲ့ချင်းလန်းကောင်စင်နဲ့ CNF က logo ခင်ရင်မို့ကိုပြင်ပေးပါလို့ကျွန်တော်ခေါင်းစဉ်တတ်ထားခြင်းဖြစ်ပါတယ်ဒီလိုပြောတဲ့အချိန်မှာကျွန်တော်ချင်းပြည်နယ်တပြည်နယ်စာကိုကျွန်တော်တို့ခြုံငုံပြီးတော့ကြည့်တဲ့ချိန်မှာကျွန်တော်ချင်းဆိုတာခုနလိုပဲချင်းပြည်နယ်မှာနေတဲ့လူမဟုတ်လို့ချင်းပြည်နယ်သူပြည်နယ်သားများပြောလို့ရတယ်ဒါပေမဲ့ချင်းလူမျိုးဆိုတဲ့နေရာမှာချင်းလူမျိုးကိုခေါ်တဲ့အချိန်မှာချင်းလူမျိုးအောက်မှာဘသူဒီဘယ်ဝါရီရှိတယ်လဲဘသူဒီကိုဦးစားပြုတယ်လဲဆိုတာကျွန်တော်ဆွေးနွေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တမိုင်းအရာဒီချင်းကျွန်တော်တို့ခံယူချက်မှာတော့ဒီချင်းကတော့ခုနလိုလူကိုခင်ရင်မူကကောင်းမှာဖြစ်ပါတယ်လူကိုမခင်လို့လားမူကမကောင်းတော့လူကလက်ဝကြီးအုပ်စိုးချင်တဲ့မူဒီ policy ဒီရှိလာတော့ Chilean Council နဲ့ CNF ကအဲ့လိုမူဒီဆွဲကြိုက်ထားတဲ့ချိန်မှာကျွန်တော်တို့အနေနဲ့တော့အမြင်အရဒီချင်းဆိုတဲ့နာမည်နဲ့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတိုင်းမှာတဟဇာတရှိမှုတွေကကင်းမဲ့နေတာကိုကျွန်တော်တွေ့ရချင်တယ်စီလို့မှုတွေကင်းမဲ့နေတာကျွန်တော်နောက်ညီတူညီမျှတန်းတူအခွင့်အရေးတွေကိုဒီချင်း community နဲ့ချင်းအဖွဲ့အစည်းတွေမှာကျွန်တော်တို့ကင်းမဲ့နေတာကိုကျွန်တော်လေ့လာတွေ့ရှိရတာဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်ဘာသာရေးရှုတော့အနေနဲ့နံပါတ်1အနေနဲ့ကျွန်တော်ထောက်ပြသွားမှာဖြစ်ပါတယ်ဘာသာရေးကကျွန်တော်သိကြပြီးတဲ့အတိုင်း18ရာစုနောက်ပိုင်းမှာကျွန်တော်ဒီ American Baptist Missionary တွေကကျွန်တော်တို့ဟာခါကိုရောက်ရှိတယ်ပြီးရင်ဟာခါနေတို့ပထမဆုံးခရစ်ယာန်ဘာသာဝင်တွေအနေနဲ့ကျွန်တော်တီးတီမြို့နယ်ခေတ်ဆက်ရွာကနေပြီးတော့ယုံကြည်သက်ဝင်တဲ့ကျွန်တော်ပထမဆုံးခရစ်ယာန်ဘာသာယုံကြည်သက်ဝင်ဘယ်လိုလဲရှိတာကိုကျွန်တော်တမိုင်းအထောက်အထားတည်ပြီးသားဖြစ်ပါတယ်အဲ့နောက်ပြီးကျွန်တော်1953မတိုင်ခင်ထိကိုဟာခါ Baptist Association တည် Baptist Association နဲ့ Flam Baptist Association ရလို့အဲ့ association တုံးခုနဲ့ကျွန်တော်ချင်းပြည်နယ်မှာဆက်မှုမရှိပဲအဲ့လိုပဲကိုယ့်ကိုတီးတန့် association ဒီချင်းခရီးယာန်နေနဲ့ရှိကြတာဖြစ်ပါတယ်ကျွန်တော်ဒီဘာသာရေးပြောတဲ့အချိန်မှာနှစ်ချင်းခရီးယာန်ကတခြား Catholic တို့Seventh Day Adventist တို့ AG အဝေကလေးအတင်းတော်ဒီတဲ့ဆိုင်အစောကြီးယာဆုနှစ်တဝက်စာကိုစောပြီးတော့ရောက်တဲ့အတွက်ကြောင့်ကျွန်တော်နှစ်ချင်းတမိုင်းနဲ့ဒီချင်းပြည်နယ်ချင်းပြည်နယ်နဲ့ချင်းလူမျိုးတို့ခံယူတဲ့ချင်းအဖွဲ့အစည်းတွေနဲ့ပတ်သက်ရင်ဒီနှစ်ချင်းတမိုင်းကကျွန်တော်ငင်းလို့မရတဲ့တမိုင်းအထောက်အထားတစ်ခုဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ပြောကြားခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ1952နဲ့53အကြားမှာကျွန်တော်တို့ဆရာတော်ကြီးတိတ်ခါတော်ရဆရာတော်ကြီး ST ဟာကိုဦးဆောင်ပြီးတော့နောက်အဲ့ဒီကကြံခဲ့တဲ့ဒီ American သာသနာပြုဒီနဲ့နောက်အခုလက်ရှိထင်ရှားနေတဲ့တေးတဲ့Reverend Dr. Raquel ရဲ့ဖခင်ဦးဆောင်ဖိန်းတော့ကနည်းနည်းအမျိုးအမြင်ကြီးတဲ့ပုံကူရစီယုံရလို့ပြီးတော့ဒီဟာခါ Association Flam Association နဲ့ Tidim Association တို့ကိုပူးပေါင်းပြီးတော့ကျွန်တော်တို့ Zomi Baptist Convention လို့တည်ထောင်ရအောင်ဆိုပြီးတော့အမျိုးအမြင်ကြီးနဲ့သူတို့ပုံကူရစီယုံတဲ့အချိန်မှာသူတို့ဒီ Zomi Baptist Convention ဖြစ်တည်နိုင်အောင်အထောက်အထားတွေကဟာခါမှာလဲစုံသုံးစုံဖိရှိတယ်နောက်မတူပီဘက်မှာလဲစုံသုံးရှိတယ်ဘာညာချင်းပြည်နယ်တပြည်နယ်လုံးကိုခြုံကြည့်ရင်အပြည်နယ်တူပြည်နယ်သားများအတွက်ဒီဇုံဆိုတဲ့ဇုံမီကိုလက်ခံနိုင်ဆရာအကောင်းဆုံးနဲ့ရာခိုင်နှုန်းအများဆုံးစကလုံးဖြစ်တဲ့အတွက်ကြောင့်ချင်းတဲ့အဲ့မှာသူတို့ဇုံမီ Baptist Convention ဆိုပြီးတော့ ZBC ဆိုပြီးတော့ကျွန်တော်တည်ထောင်တာကျွန်တော်တွေ့ရတယ်တမိုင်းအထောက်ထားရညှင်းလုံးရတဲ့ထောက်ထားတစ်ခုတည်နေကျွန်တော်တွေ့ရတယ်ဒါပေမဲ့ကျွန်တော်တို့1958မှာဟာခါမှာ ZBC Convention ရဲ့အောက်မှာကျန်းစာကျောင်းဖွင့်ထားတဲ့ဟာခါမှာဖွင့်ထားတဲ့ကျန်းစာကျောင်းမှာကျောင်းစင်လက်မှတ်ဒီ certificate ရေးတဲ့အချိန်မှာဆရာဗန်ဘစ်ကနေပြီးတော့ Zomi Baptist Convention အောက်မှာဖွင့်ထားတဲ့ကျန်းစာကျောင်းမှာကနေပြီးတော့ပေးမဲ့ certificate ပေါ်မှာဇုံမီလို့မရေးချင်မင်းနဲ့အဲ့ဒီ58ကတည်းကနေပြီးတော့သူက ZBC ရေးရမှာကိုသူကချင်းလို့သူကပြောင်းဖို့စူးစမ်းနေတာကိုကျွန်တော်ပြီးခဲ့တဲ့9နှစ်6နှစ်လောက်ကကျွန်တော်တို့ပွဲလွန်သွားတဲ့ဆရာကြီးReverend Dr. ပမ်ခွတ်ထန်ကနေပြီးတော့ကျွန်တော်တို့သူ့ရဲ့ note ရသဝင်အရာကျွန်တော်ကြားသိရခြင်းဖြစ်ပါတယ်အဲ့ဒီကတည်းကဒီ ZBC မှာ
ZBC ရဲ့အောက်မှာဖွင့်ထားတဲ့ကျမ်းစာကျောင်းတွေမှာ set ဆိုတဲ့ certificate ပေါ် Z ဆိုတဲ့စကားလုံးကိုသုံးလို့မရအောင်ဆရာဗန်ပစ်ကပြီးတော့စပြီးတော့သူတို့ဒီဖောက်ထွက်တာဖြစ်ပါတယ်။နောက်အဲ့ဒီနောက်ပိုင်းကိုကျွန်တော်တော့ဗာနဲ့ပြန်ထောက်ပြမလဲဆိုတော့1983မှာ ZBC ရဲ့အောက်ကနေပြီးတော့ပေါင်ဘက်ကံပလက်ပလက်ဝဘက်မင်းတပ်ဘက်မှာတာဒနာ mission တာဒနာနေမီဒီဖွင့်တဲ့အချိန်မှာဆရာ ranking ခုမှနေပြီးတော့ ZBC အောက်ကနေ mission အဖွဲ့ mission နာမည်တခု mission field တခုကိုထပ်တည်ထောင်တဲ့အချိန်မှာအဲ့မှာ ZCOC လို့ခေါ်ရမယ့်ဟာကိုသူကအဲ့ရနေပြီးတော့ ZBC အောက်မှာစီလင်းကစား CCOC ဆိုပြီးတော့အဲ့မှာ Z ကိုတော်လှန်ဖို့အတွက်သူကကြိုးစားလာတယ်အဲ့ချိန်မှာလည်းနည်းနည်းပြဿနာဖြစ်ပြီးတော့1984မှာထန်တလန်မှာ ZBC ရဲ့နှစ်ပတ်လည်အစည်းအဝေးကျင်းပနေတဲ့အချိန်မှာဒီဇုံမီကနေပြီးတော့ခွဲထွက်ဖို့ဒါမှမဟုတ်ဇုံမီကနေပြီးတော့ချင်းကိုပြောင်းသွားဖို့ဆိုတဲ့ချင်းလှုပ်ရှားမှုအဖွဲ့ကဟာခါနဲ့ထန်တလန်ကအာတန်လာတဲ့အချိန်မှာကျွန်တော်တို့အရင်တော့ဒေါက်တာဘုံခေါတာအမတ်ဒေါက်တာဘုံခေါတော့မရန်ကုန်ကနေခေါ်ပြီးတော့ထန်တလန်အစည်းအဝေးမှာသူ့ကိုမေးမြန်းပြီးတော့သူ့တိုင်ပင်တဲ့အချိန်မှာဒေါက်တာဘုံခေါရဲ့ recommend ထောက်ခံချက်အရာZBC ကိုချင်းနဲ့ပြောင်းဖို့ကိုကအဲ့ဒီနေ့မှာမအောင်မြင်ပဲနဲ့ဒီတိုင်းဆက်သွားနေတာကိုကျွန်တော်တို့ကျွန်တော်ကိုယ်တိုင်ကလည်းအဲ့ဒီတုန်းကအလေတန်းလောက်တက်နေပြီဆိုကျွန်တော်လည်းအဲ့တွန်းဆောင်မှာလဲအဲ့ဒီနေ့က83 CCOC စဖွင့်တော့ကျွန်တော်တွန်းဆောင်မှာလဲအစီအဝေးရောက်တယ်ဆိုတော့ကျွန်တော်လဲလက်လန်းမိပါပဲအဲ့ဒီချိန်လောက်တော့နောက်အဲ့83နဲ့84နောက်ပိုင်းမှာကျူးစာမ98မှာတခါ Z ကနေ C ပြောင်း Z မတုံးချင်တာနောက်83မှာလဲZCOC တုံးရမယ်ကောချင်း moment တခုအဲ့မှာဝင်လာတယ်ပြီးတော့95မတိုင်ခင်ကျွန်တော်အခုပေချာနားထောင်ပေးကြပါဒီဘာသာရေးနဲ့တမိုင်းကိုဒီဟာဒီမားတယ်ဆိုရင်လည်းကျွန်တော်တို့ debate လုပ်လို့ရတယ်အချိန်မရွေးကျွန်တော်ဖုန်းနံပါတ်လည်းပြောပြီးတော့ Zoom မှာကျွန်တော်လွတ်လပ်ဆွေးလို့ရ1900 ZBC ရဲ့အတွင်းမှုတမ်းက3နှစ်တခါရွေးကောက်ပွဲလုပ်တာဖြစ်ပါဒါပေမဲ့သူရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရ3နှစ်တခါအတွင်းမှုလုပ်လို့ရတယ်အတွင်းမှုတမ်းနှစ်ခုကိုစက်တိုက်လုပ်လို့ရတယ်ဒါပေမဲ့89နဲ့92ခုနှစ်ကိုအထီကိုဖလမ်ကဆရာတိတ်ခါတော့ရဆရာတျယ်လုံးက89ကနေပြီးတော့1989ကနေ1992ခုနှစ်အထိ ZBC ရဲ့ General Secretary လောက်သွားတာဖြစ်ပါတယ်1992မှာဟာခါမှာ ZBC တစ်ပတ်လက်စီဝေးကျင်းပတဲ့ချိန်မှာဆရာတျယ်လုံးကZBC GS General Secretary လောက်ဖို့မဲပြိုင်ရွေးကောက်ပွဲမှာပြိုင်ဖို့ဆက်ပြိုင်ခွင့်ရှိတဲ့အတွက်ကြောင့်သူကပြိုင်ဖို့လုပ်တဲ့ချိန်မှာဟာခါနဲ့ထန်တလာအဲ့ချိန်မှာဒေါက်တာချွမွေးက PhD ကျောင်းစဉ်ဒေါက်တာရခါစနိုင်ငံခြားနေသူကျောင်းပြီးလို့ပြန်လာတဲ့ချိန်မှာရွေးကောက်ပွဲလောက်ခါနေကြတော့အဲ့ကော်မရှင်ဒီရှိမှာဟာခါနဲ့ထန်တလန်ကုစလေရအဲ့ဖလမ်နဲ့တိဒီဘက်ကကုစလေမြတျယ်ဒုံနဲ့ဒီဒေါက်တာချွမွေးနဲ့ပြိုင်မယ်ငါတို့မနိုင်ရင်ငါတို့ ZBC ကနေခွဲထွက်မယ်နိုင်မှငါတို့ ZBC မင်းတို့နဲ့တူတူပူးပေါင်းမယ်ဆိုပြီးတော့အဲ့လိုမျိုးစကားတွေလုပ်တဲ့ချိန်မှာဖလမ်နဲ့တိဒီဘက်ကကုစလေတွေကစီဝေးထိုင်ပြီးတော့ငါတို့ပြိုင်ရင်တော့ငါတို့မဲနိုင်မယ်ဘာဖြစ်လို့လဲကုစလေပူပြတဲ့တိဒီဆိုတိဒီမြို့တမြို့ထဲကိုဟာခါနဲ့ထန်တလန်မြို့နယ်တစ်ခုပေါင်းရဲ့လူဦးရေထက်တိဒီမြို့ကအခုထက်ထိပူများတယ်အားကြောင့်မဲနဲ့မဲထည့်ပြီးတော့ရွေးကောက်ပွဲလုပ်မယ်ဆိုဖလမ်နဲ့တိဒီဘက်ကဆရာတျယ်တို့ကနိုင်ကိုနိုင်မှာသူတို့တည်တဲ့တော့ကြောင့်ငါတို့ပြိုင်တော့ပြိုင်မယ်ငါတို့ရှုံးရင်ZBCနဲ့ခွဲရပြီးတော့ငါတို့တီးတန်းဒီဟာခါနဲ့ထန်တာနေမယ်ဆိုတဲ့စကားတွေနဲ့သူတို့ချင်းချောက်တဲ့ချိန်မှာတိတိနဲ့ဖလာမကုစလေဒီအစည်းအဝေးထိုင်တယ်ပြီးတော့သူတို့ကသဘောထားကြီးစွာတဲ့ ZBC ကို1953ကနေစတတိတေခဲ့တဲ့ဒီ ZBC ကအသက်ရွယ်လဲရလာပြီးဆိုဒီအချိန်မှာကွဲဖို့သူတို့မလိုလားတဲ့အတွက်ကြောင့်သဘောထားကြီးကြီးနဲ့ရွေးကောက်ပွဲလုံးဝမလုပ်ဘဲနဲ့ဒီဒေါက်တာချွမွေးကိုသူတို့တျယ်ဒုံကလည်းမပြိုင်တော့ဘဲနဲ့စေတနာရှိနဲ့စေတနာထက်အားစေအားထက်တန်စွာနဲ့ပေးလိုက်တာဖြစ်ပါတယ်အဲ့ဒါကိုရွေးကောက်ပွဲလို့တျယ်ဒုံကရှုံးလို့ဒေါက်တာချွမွေးကနိုင်လို့တက်သွားတာမဟုတ်ဘူးအဲ့ဒီ62ကနေပြီးတော့95အထိတျယ်ဒုံကရွေးကောက်ပွဲ
မဝင်ဘဲနဲ့ပြိုင်ဆိုင်မှုမရှိဘဲနဲ့သဘောထားကြီးစွာနဲ့ဖလားနဲ့တိတိမတွန်းဆောင်ဘက်ကကိုယ်စားလှယ်တွေကပေးချင်းအပြင်တော့ GS လောက်တော့တာဖြစ်ပါတယ်။ဂျာမဲနဲ့95မှာကြတော့ဒီတိုင်းပုံမှန်ပြိုင်မယ်ဆိုရင်ချုံမောရသူမနိုင်မှန်းသိတဲ့အတွက်ကြောင့်သူကအိမ်မှာခော့ဆက်ရွေးကောက်ပွဲမှာအာဆရာကြီးချင်းနဲ့အခုကွယ်လွန်သွားရှာပြီဖြစ်တယ်ဆရာကြီးချင်းနဲ့တိတိမနေပြိုင်ဖို့လုပ်နေတယ်အဲ့ချိန်မှာသူများတော်တော်များများတော့ကျွန်တော်တို့တိတိတုံးဆောင်ဘက်ကကျွန်တော်တို့မီဒီယာလည်းတခြားနှစ်ချင်းအတင်းတော်မဟုတ်တဲ့ကာသလစ်တို့ AG EBC အတင်းတော်တွေကလည်းဟာဒီ ZBC ကနေဇုံမီဒီ ZBC ခွဲထွက်တာမဲရှုံးလို့ထွက်တာရှက်တကွဲနဲ့ထွက်တာဆိုတော့အခုထိပြောနေတဲ့လူတွေရှိတယ်အခုကျွန်တော်တမိုင်းအထောက်ထားအမှန်ကိုကျွန်တော်ပြောပြမယ်အဲ့ချိန်ကဒေါက်တာချမောရနိုင်ကူနိုင်အောင်ဘာသာရေးကိုနိုင်ငံရေးညစ်ညစ်ပတ်ပတ်နဲ့ကစားပြီးတော့အဲ့မှာအဲ့ခော့ဆာအစည်းအဝေးကိုမတွန်းနိုင်မဲ့မတူပြီးစုံတုံဘက်က association ကကိုယ်စားလှယ်တွေကိုသူကလမ်းစရိတ်ပေးပြီးတော့ခေါ်တယ်နောက်ထန်ဒလန်ဘက်ကကျန်းစာကျောင်းတက်ဒီကိုကိုယ်စားလှယ်မဲထဲဖို့ကိုယ်စားလှယ်တယောက်ဖြစ်ဖို့အလို့ငါ qualify မဖြစ်ပေမဲ့သူကပိုက်ဆံပေးပြီးတော့ထန်ဒလာနဲ့မတူပြီးဘက်ကကိုယ်စားလှယ်တွေကိုခေါ်ပြီးတော့ဖလမ်ကနေစီဆိုစီစကန်တင်မှုဟောဆက်ကိုတွားမဲ့စီဆိုစီဒီစီမဲ့ကားနဲ့ ZBC ကားနဲ့သူ့ကိုမဲထည့်မဲ့ကိုယ်စားလှယ်တွေကိုတည်ပြီးတော့စီဆိုစီကဖလမ်ကနေခော့ဆက်ကိုလမ်းလျှောက်ပြီးတော့တွားကြတာဖြစ်ပါတယ်အဲဒါကြောင့်ဒီခော့ဆက်မှာဒေါက်တာချမွိုးမဲနိုင်တဲ့ကိစ္စဟာတမယူကြမဲနိုင်ခြင်းမဟုတ်ဘဲနဲ့မတမာမှုနဲ့မနိုင်နိုင်အောင်ဒီတိတိဘက်ကနာဇုံမီကိုစလေတွေကိုသူမနိုင်နိုင်အောင်ဖလမ်ဘက်ကဟာတွေကိုမနိုင်နိုင်အောင်သူလှုပ်တဲ့ဟာကိုကျွန်တော်အဲ့ဒီတော့ဖလမ်ဂျီနန်ယုံမှာလှုပ်တဲ့ဂျီနန်ယုံမို့ကလာမ်ဇန်ရွာသားတယောက်တိတိမြို့နယ်ဇာမ်ဇန်ရွာသားတယောက်ပဲအဲ့လာမ်ဇန်ရွာသားနေပြီးတော့အဲ့တော့ဂျီနန်ပူရင်ဒီလိုမျိုးဖုန်းခွင့်နဲ့ပြောပြီးတော့ဟိုဘက်ကနေစလုံးနဲ့ဖမ်းတာဖြစ်ပါတယ်အဲကြောင့်အဲ့ဂျီနန်မှုကဒေါက်တာချုံဘွားတို့ကိုမတူပီနေရလူတွေနဲ့ထန်တလန်ကကိုယ်စလဲတို့ခော့ဆက်ကိုမလာအောင်သူပိုက်ဆံတွေထောက်ပံ့ပြီးတော့ချီဆယ်စီတမန်ဒီကိုယ်စလဲများစီးပဲ ZBC ကားနဲ့သူ့မဲထဲမဲ့ကိုယ်စလဲတွေကိုခော့ဆက်ကိုပို့ပြီးတော့စီဆယ်စီကလမ်းလျှောက်သွားတာဖြစ်တာကိုကျွန်တော်ဒီကနေကျွန်တော်ရဲရဲဝန်တမိုင်းအထောက်ထားနဲ့အဲ့ဒီဂျီနိုင်မှုရဲ့ထောက်ထားနဲ့ကျွန်တော်တို့အခုကျွန်တော်တက်ရှိချင်းရှာရှိနေတဲ့ဆရာတော်ဒီဒေါက်တာဒီလည်းရှိနေသေးတယ်အဲအကြောင်းဒီခော့ဆက်ရွာမှာလဲအာ ZBCM ထွက်သွားတာကမဲရှုံလို့မရှုမလာမဲနဲ့အရှက်တကွဲနဲ့ထွက်တော်မူတဲ့ဒေါက်တာချုံဝါရဘာသာရေးရွေးကောက်ပွဲမှာနိုင်ငံရေး politics ဓာတိ politics နဲ့ကစားလို့မတမာတဲ့နီးနဲ့အဲရွေးကောက်ပွဲမှာကျွန်တော်တို့ဇုံမီဒီကိုအဲ့ချင်းမမဲ့တွင်းကျင်လို့အဲ့လိုမျိုးမရတဲ့နည်းနဲ့ဇက်လန်ခင်းတာမဟုတ်လို့အဲ့မှာကျွန်တော်တို့ရှုံးသွားတာဖြစ်တာဒါကြောင့်ဘာဖြစ်လို့ ZBC ကနေပြီးတော့ဘာလို့ဒီဇုံမီနီထွက်သွားတာလဲကျွန်တော်တို့ကစိတ်ကောက်လို့လဲမဟုတ်ဒီကျွန်တော်တို့ကညီကိုအရင်လို့ချစ်ပြီးတော့ဘာသာရေးမှာ1953ကနေပြီးတော့တစိမ့်မနေလာခဲ့ပြီမဲ့လက်တွဲနေလာခဲ့ပြီမဲ့58မှာဆရာဗန်ပိကတခါ83မှာဆရာရန်တင်ကုမတခါနောက်ပြီးတော့92မှာအဲ့ဒေါက်တာချမောတဲ့ဆရာတရားလုံးနဲ့နောက်ပြီးတော့95ကျတော့ထပ်အခါအလီလီကျွန်တော်တို့ညီကိုမဆန်မှုတရားမျှတမှုမဆန်မှုခုနပြောသလိုတစတဟဇာတကိမဲ့မှုတွေကတခါတလေမဟုတ်ဘဲနဲ့အခါအလီများစွာကြုံတဲ့အချိန်မှာဘာသာရေးထဲမှာဒီလိုမျိုးညစ်ပတ်နဲ့နိုင်ငံရေးကစားနေပါလားဆိုတဲ့အချိန်မှာကျွန်တော်တို့နောက်ပြီးတဲ့ပြင်ဒေါက်တာချမောရCCOC ဒီရဲ့ budget ထဲကနေဖလမ်းမှာရာပြခမ်းမတွေစောက်တာတော့ဘာလို့အဲ့လိုမျိုးလုပ်တဲ့အချိန်မှာကျွန်တော်တို့ကဘာနဲ့ဥပမာပြောရမလို့ချောင်းတွေမြစ်တွေမှာကျွန်တော်ပူသက်စေးခတ်ပြီးတော့ငါးတွေတီအောင်လုပ်တယ်လို့ဒီ ZBC ထဲမှာဒီဇုံမီတွေကကိုယ့်ရဲ့ convention နာမည်ဇုံမီဆိုတဲ့နာမည်နဲ့ရှီလင်ကစားဒီဇုံမီတွေကိုဒီ ZBC ထဲမှာမပျော်အောင်ထားပြီးတော့ဒီပိုးသက်စေးနဲ့ကျွေခတ်ပြီးတော့တို့မရှိရင်ဒီဟာကိုအလိုအလျောက်နဲ့ချင်းဖြစ်လာမယ်ဆိုတဲ့အဲ့ movement နဲ့ကျွန်တော်ဘာသာရေးမှာဒီချင်းခရိယန်တွေရဲ့ဘာသာရေးတမိုင်းမှာအဲ့လိုမျိုးညင်ညစ်ပတ်နဲ့ကစားတာကြောင်း
ချင်းဆိုတာကောင်းခဲ့ပြီမဲ့သူတို့ချင်းကိုလက်ကိုင်ဆွဲတဲ့လူတွေကလူတွေလည်းကျွန်တော်တို့မမုန်းဒါမဲ့သူတို့ကိုင်လာတဲ့လက်နဲ့ကလူကိုလည်းမခင်ဘူးနောက်ပြီးတော့မိုကလည်းဒီဇုံမီးတွေကိုဝါမြုံမဲ့နောက်မတရားအုပ်စုလို့တဲ့နောက်အတင်းအဓမ္မချုပ်ချယ်ခြင်းနဲ့မူတွေကိုလက်ကင်တော့အနေနဲ့ကျွန်တော်ယူဆောင်လာတဲ့အချိန်မှာကျွန်တော်တို့ZBC မှာအခုထွက်သွားတာဖြစ်ပါတယ်အဲ့လောက်ပြောရင်ကျွန်တော်တို့ဒီတမိုင်းကိုနားမလဲတဲ့လူတွေကျွန်တော်နားလဲလောက်ပြီးတင်တယ်အဲကြောင့်ကျွန်တော်အနေနဲ့ ZBC ကနေထွက်သွားခြင်းတော့မို့နေလို့မရအောင်နေလို့မပြောင်းချောင်းတွေမှာငါးကိုဒီကိုရခြင်းလို့ဦးတစီခတ်တဲ့ပုံစံနဲ့အဲ့လိုမျိုးလုပ်တဲ့အချိန်မှာကျွန်တော်တို့ဒီ ZBC ထဲကနေကျွန်တော် ZBC နဲ့အနာမည်မပြောင်းမဲနဲ့ Zomi Baptist Convention of Myanmar ပြောင်းတဲ့အချိန်မှာတို့ကနောက်ဘယ်နှစ်လောက်ကြာတယ်လဲဆိုတော့ကျွန်တော်ပြန်လည်းမပြောချင်တော့ပါအဲ့နောက်ပိုင်းကိုအလူအလျောက်နဲ့ CBC ဖြစ်သွားတာဖြစ်ပါတယ်အဲအကြောင်းဒီချင်းပီတူပီတာဖြစ်ပေမဲ့ဒီချင်းဆိုတဲ့အမည်နာမအောက်မှာတန်းတူညီမျှမှုမရှိဘူးနောက်တဟဇာတရှိမှုလည်းမရှိဘူးချစ်ချင်းမြတ်တာလည်းကျွန်တော်ကင်းမဲ့နေတာဟိုကျွန်တော်ဒီလောက်ပြောရင်ကျွန်တော်ထောက်ထားခိုင်လုံလောက်ပြီထင်တယ်နောက်ပြီးတော့ဒီဟာခနဲ့ထန်တလန်ဘက်ကနေပြီးတော့အဲ့လိုမျိုးကျွန်တော်မဖွဲမရတွေလောက်ပြီးတော့ရရဆက်ဆက်ကျွန်တော်တို့ကိုကန်ထုတ်ခဲ့ပြီမဲ့အဲ့တော့ကျွန်တော် MBC မှာလည်းဝင်လို့မရအောင်အမျိုးမျိုးအသားစီးတွေကျွန်တော်တို့ရှိခဲ့ပြီမဲ့အရှိတကွဲနဲ့ရှိပါအခုချိန်မှာကျွန်တော်တို့ဖျားချီးစုတော့ကြောင်းအရင်တုန်းက ZBC မှာအမြင်ထုတ်ခံတယ်နောက် CBC ဖြစ်သွားတယ်နောက်ပြီးတော့ MBC လည်းဝင်လို့မရအောင်အသားစီးအမျိုးမျိုးကျွန်တော်တို့မဖွဲမရခံစားရတယ်ဒါပေမဲ့အခုချိန်မှာကျွန်တော်တို့2018မှာဖျားကြီးဆိုတော့ကြောင့်ကျွန်တော်တို့အဲ့ MBC ထက်စာပေါင်းမြောက်များစွာမြင့်တဲ့ World Baptist Alliance မှာကျွန်တော်တို့ဒီ America Chief Zomi Baptist Churches of America ကကျွန်တော်တို့ဝင်ခွင့်ရသွားတယ်ကျွန်တော်တို့နောက်ပြီးရင်နောက်တစ်နှစ်ကျတော့ Zomi Baptist Convention of Myanmar လည်းရောက်သွားတယ် MBC ကိုဆင့်ကြော်တယ်နောက် Asian Federation of Baptist Federation of Alliance ကိုလည်းကျွန်တော်တို့ကြော်သွားတာဖြစ်ပါတယ်ဆိုလိုတာကကျွန်တော်တို့ချင်းပြည်နယ်မှာနေတဲ့ကျွန်တော်တို့ညီကောင်မောင်နှမတွေကအများကြီးလည်းမဟုတ်လူဦးကြီးအများကြီးလည်းမဟုတ်ဒါပေမဲ့ဒီဘာသာရေးမှာဘာဖြစ်လို့ကျွန်တော်တို့ဒီနှစ်ချင်းသမိုင်းမှာလည်းဒီလိုမျိုးခံစားရတယ်လဲဆိုတော့ကျွန်တော်တို့တီးတင်သွန်းစာဘက်မှာကြတော့ဒီနှစ်ချင်းမှာအကြောင်းအမျိုးမျိုးကြောင့်ကျွန်တော်တို့ဒီကက်သလစ်ဘာသာရဲ့နောက်ဒီအဝင်ကလေးအသင်းတော်တွေကြီးပွားလာပြီးတော့နှစ်ချင်းရဲ့အုပ်ချုပ်မှုအပိုင်းလာနောက်ခေါင်းဆောင်တွေအားနဲ့ချက်လာကျွန်တော်အတင်းကွဲများလာတဲ့အချိန်မှာကျွန်တော်တို့နောက်ပိုင်းမှာဒီစုစည်းမှုလည်းနှစ်ချင်းအသင်းတော်တွေကအားနဲ့သွားတာတွေလည်းကျွန်တော်တို့သိရတယ်ဒီလိုပဲဘေးပယောဂတွေရဲ့နောက်ရှက်မှုနဲ့တွေးခွဲမှုဒီအကြောင်းလဲကျွန်တော်တို့ဒီတီရင်သုံးစာဘက်မှာနှစ်ချင်းအတင်းတော်တွေကလေးမျိုးအထိကိုကျွန်တော်တို့အကွဲကွဲအပြားပြားဖြစ်တာရှိတယ်ဒါပေမဲ့ဖလာမဟာခါနဲ့ထန်တလာမတူပီဘက်မှာကျတော့ဒီတခြားအသင်းကွဲတွေမများဘဲနဲ့နှစ်ချင်းမှာတို့ဘာပဲဖြစ်ဖြစ်နှစ်ချင်းမှာစုစည်းပြီးတော့ရှိတဲ့အချိန်မှာဒါတို့ရဲ့ခွန်အားတစ်ခုဖြစ်ပါတယ်တို့ရဲ့ခွန်အားကျွန်တော်တို့ကအတွက်တော့လမ်းဒီ stop sign လို့ကျွန်တော်တို့ဆိုးမြောင်းခလုတ်လို့ဖြစ်နေတာကျွန်တော်ဇုံမီတွေအတွက်တိတာထင်ရှားတာကိုကျွန်တော်ပြောသွားခြင်းပြောဒါပေမဲ့ကျွန်တော်စိတ်မနာပါဘူးဒီချင်း moment ကနေပြီးတော့ကျွန်တော်တို့လူကိုမခင်မဲတဲ့လူမျိုးအကာဒုက္ခချင်းအဖြစ်အခုချိန်မှာကပအမြင့်ဆုံးနှစ်ချင်းတင်းချုပ်မှာကျွန်တော်တို့ဝင်ဆက်နိုင်တာကိုဒီအခု CBC ရောနောက် MBC မှာရောအဲ့ခေတ်တုန်းကကျွန်တော်တို့ခံစားရတဲ့ဒုက္ခဒီကအခုဒုက္ခဖြစ်လာခြင်းဖြစ်ပါတယ်ဒါကိုကျွန်တော်ဘာသာရေးအထောက်အထားနေဒီလောက်ပြောချင်ပါတယ်လူမှုရေးအနေနဲ့ကျွန်တော်ဘာပြောချင်တယ်လဲဆိုတော့ကျွန်တော်တို့မလေးရှားမှာ2005အထိလောက်ကိုကျွန်တော်မလေးရှား UNHCR အနေနဲ့အတိမတ်ပြုတော်မြန်မာနိုင်ငံနေပြီးတော့ကျွန်တော်ချင်းပြည်နယ်ပြည်နယ်လုံးကိုစားကိုချင်း refugee community CRC ကိုစားပြုတာဖြစ်ပါတယ်အဲ့ဒီ2005 2006အထိလောက်ကCRC အောက်မှာချင်းပြည်နယ်တပြည်နယ်လုံးအမြို့နယ်တွေအကုန်လုံးကအဲ့မှာ register ကိုကျွန်တော်တို့စောင့်နေကြတာဖြစ်ပါတယ်ဒါပေမဲ့အဲ့မှာလဲကျွန်တော်အဓိကအားဖြင့်ဥပမာဆိုကျွန်တော်တည်တည်သုံးစာဘက်ကCRC အောက်မှာ Zomi in ကွန်ကကိုစားပြုပြီးတော့အဲ့ရနေကျွန်တော်နာမည်စင်းတွေတွင်းကြတယ်ဒါပေမဲ့ CRC မှာလဲခုနနှစ်ချင်းတမိုင်းလိုပဲဦးဆောင်ပိုင်းမှာခေါင်းဆောင်ပိုင်းမှာထန်တလာဟာခဘက်ကနေရာယူတဲ့ချိန်မှာ
ခွဲရန်တန်းတူညီမျှအခွင့်အရေးတွေမရကြပြန်ဘူးအဲ့ဒီလူမှုရေးဒီဒုက္ခတွေအရေးမှာလဲအဲ့ချိန်မှာကျွန်တော်တို့ကဒီဇုံမီအင်ကွာနာနီစီနန်နာမီစီရင်တွင်းကြတယ်ခေါ်တဲ့အချိန်မှာကျွန်တော်တို့တကယ်ကာယကံရှင်တွေကိုမခေါ်ဘဲနဲ့အဲ့မှာထန်တလန်ဟာခဘက်ကပုံကူရသူတို့နာမည်မဟုတ်ဘဲနဲ့အဲ့မှာစီနီယာမှာယူသွားတော့နာမည်ကတစ်မျိုးလူကတခြားအဲ့လိုဖြစ်တဲ့အချိန်မှာကျွန်တော်တို့ပူဆိုးလာတော့2006နောက်ပိုင်းမှာကျွန်တော် ZM Zomi Association of Malaysia ပေါ်လာတယ်ဖလမ်ကလည်းမခံလဲ Flam Refugee Organization FR လို့ပေါ်လာတယ်နောက်ပြီးတောင်ပိုင်းကအငီကူချင်းမြို့နယ်စုတည်တဲ့ဒီကျွန်တော်တုံးစံလုံးတို့တော့ MZO တို့ Malaysia Zone Organization တို့season Malaysia Season Organization MSO တို့ပူပေါင်းပြီးတော့Alliance Chin Refugee ဆိုပြီးတော့ ACR တို့ပေါ်ပြီးတော့ဆိုလိုတာဒီအားခါနဲ့ထန်တလာကနေရတကာမှာရသမျှအခွင့်အရေးတို့လဝကြီးအုပ်ချုပ်လို့တဲ့အတွက်ကြောင့်အောက်မှာဒီကျွန်တော်တို့ဇုံမီးတွေမကောက်ဖလားလဲထွက်ဟိုးတောင်ပိုင်းဘက်ကငီကူတွေလဲထွက်နောက်ဘာဖြစ်ပေါ်လာတယ်လဲကျွန်တော်ကြည့်တဲ့ဒီ CRC ငင်းငင်းပတ်ပတ်နဲ့ကျွန်တော်တို့တပီနယ်လုံးကရတင်ရထိုက်တဲ့ပုံကူတွေရခံစားခွင့်တွေကိုပြည့်မြတ်တမပေးတဲ့အတွက်ကြောင့်ကျွန်တော်ဒီတတိယနိုင်ငံအထိကိုဘာဒုက္ခတွေကျွန်တော်ကြုံရတယ်လဲဆိုတော့ကျွန်တော်တို့အနေနဲ့2016လောက်မှာဒီ American Immigration Department ကသူတို့ data immigration data တွေမှာ entry data တွေမှာနာမည် first name last name တူတယ် date of birth တူတယ် father name တူတယ် mother name တူတယ်အဲ့လိုမျိုးတွေထပ်လာတဲ့အချိန်မှာသူတို့immigration department နဲ့သူတို့စိတ်ခေါ်တာကိုကျွန်တော်တို့ထာရချင်းဖြစ်ပါအဲ့အချိန်မှာနာမည်အတူတဲ့ရှေ့မှာဝင်တဲ့လူကအတွက်ပြဿနာရှိပြီမဲ့ပြဿနာမရှိပြီမဲ့တကယ်လူကာယကံရှင်ကနာမည်အရင်အစစ်အမှန်တရားဝင်လာတဲ့အချိန်မှာသူတို့ဟာအတူဖြစ်လာတယ်သူကနောက်မှဒီနာမည်တွေနဲ့ထပ်လာတဲ့အချိန်မှာအဲ့ဒါဒီ CRC ရဲ့ဆိုးချိုးတော့ရုပ်မာတဲ့အလုပ်ဒီကြောင်းဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့အနေနဲ့ဒီလူမှုရေးဒီဒုက္ခတဲ့အရေးမှာလဲမတော်မတန်မတရားရက်ဆက်ပြီးတော့ကျွန်တော်တို့ခေါင်းပုံဖြတ်ချင်းဖြစ်ပါတယ်အဲဒါကြောင့်ဒီချင်းဆိုတဲ့နေရာမှာကျွန်တော်တို့ကိုရရချင်းအဖွဲ့အစည်းထဲမှာနေပြီးမဲ့ဒီချင်းအတင်းတော်တွေချင်း community တွေမှာဒီအဖွဲ့အစည်းတွေမှာချစ်ချင်းနေတာမရှိတဲ့အပြင်ကျွန်တော်တန်းတူညီရမှုမရှိဘူးသဟဇာတမှုလုံးဝမရှိဘူးအဲဒါကြောင့်ကျွန်တော်တို့ဒီချင်းဆိုတဲ့နာမည်ကယူတီမုံတီးနေတာဖြစ်ပါတယ်ကျွန်တော်ချစ်ချင်းမြတ်တာပျောက်ကင်းတဲ့အဖွဲ့အစည်းတစ်ခုလို့ကျွန်တော်ခံစားရတာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကိုဒီကျွန်တော်ခေါင်းစဉ်ပေးတော့ဒီလူမှုရေးမှာလဲဒီချင်း community တဲ့ကျွန်တော်သဘောထားကြီးမှုလည်းမတွေ့ရဘူးရှစ်ဆက်ရုပ်မှာမှုဝေတာကျွန်တော်တို့တွေ့ရချင်းဖြစ်ပါတယ်ချင်းပြည်နယ်တပြည်နယ်လုံးကိုကျွန်တော်ခြုံငုံပြီးတော့ညီတူညီမျှနဲ့မျက်မျက်တတမဲ့ကျွန်တော်တို့မူရီဆွဲမယ်ဆိုကျွန်တော်တို့ပြဿနာရှိเสียအကြောင်းလည်းမရှိစိတ်နာเสียနာကြီးเสียအကြောင်းလည်းကျွန်တော်ရှိတာမဟုတ်ဘူးဒါမဲ့ကျွန်တော်တို့ခုနဘာသာရေးမှာတွေ့တယ်လို့တခုလူမှုရေးမှာလည်းကျွန်တော်ထောက်ပြခြင်းဖြစ်ပါတယ်နောက်တတိယအချက်အနေနဲ့ကျွန်တော်နိုင်ငံရေးမှာကျွန်တော်ဒီ2021ခုနှစ်တစ်ချက်အနေနဲ့ပြောရမယ်ဆိုဒီ2010 USDP စံခိုင်ဖွံ့ဖြိုးရေးပါတီကဦးသိန်းစိန်အစိုးရကဒီမိုကရေစီတွင်ပြောင်းလာတဲ့အချိန်မှာဦးဟုန်ငိုင်းပြည်နယ်ဝန်ကြီးချုပ်လုပ်တဲ့အချိန်မှာကျွန်တော်တို့ကတီးတီကနေပြီးတော့တီးတီမြို့ကခရိုင်မြို့ကိုတောင်းတယ်အဲ့ချိန်မှာခန္တလန်ဟာခါဖလန်တီးတီတုံးဆောင်ချခါတိဖလန်ခရိုင်အောက်မှာနေရချင်းဖြစ်ပါတယ်အဲကြောင့်ကျွန်တော်ထန်တလန်နဲ့ဟာခါနဲ့ဖလန်ကြတော့3ပွင့်ဆိုင်လို့လမ်းပန်းဆက်တွေအချိန်နဲ့တိတ်ခရီးမဝေးလာပါဘူးဒါပေမဲ့ဟိုချခါနဲ့တုံးဆောင်နေဖလန်အထိအယုံကိစ္စတွေဆိုရအကိစ္စတခုခုရှိရင်ခရယုံကိုဖလန်ထိလာဖို့ကြတော့ရစ်နဲ့ချီပြီးတော့ကျွန်တော်အဲ့ဒီတော့ကြာတာဖြစ်ပါတယ်အားကြောင့်တီးတင်ကနေပြီးတော့ပြည်နယ်အစိုးရလွတ်တော်မှာပြည်နယ်လွတ်တော်မှာခရိုင်မြို့တောင်းတဲ့ချိန်မှာအခါမြို့ကနေပြီးတော့ကန့်ကွက်တီးတင်ခရိုင်ဖြစ်ဖို့ကိုကန့်ကွက်တဲ့ပြင်ပြည်နယ်မြို့တော်ဖြစ်တဲ့ဟာခခရိုင်မြို့တော်ပါအဲ့မှာလူယူသွားတာကိုကျွန်တော်တို့သိရတယ်အဲ့ဒီချိန်မှာလည်းကျွန်တော်ချစ်ချင်းမြတ်တာကိုကျွန်တော်ကင်းမဲ့နေတာကိုကျွန်တော်တွေ့ရတယ်ဆိုတော့ဟာခါနဲ့ထန်တလာနဲ့အဲ့မှာခရိုင်ဖြစ်ပြီးတော့
ဖလန်လက်အောက်မှာဖလန်ခရိုင်အောက်မှာကျွန်တော်တည်တည်သုံးစာချခတိနေတာဖြစ်တယ်။နောက်ကျွန်တော်တို့လည်း2015နေပြီးတော့ ZCD ပါတီလည်းအနိုင်ရပါတီဖြစ်လာတော့သုံးစာနဲ့တည်တည်မှာကျွန်တော်တို့တော့အောင်ဆန်းစုစီကိုယ်တိုင်ကျွန်တော်တို့အခက်ခဲတွေတင်ပြတော့တည်တည်မြလူဦးရေးအရတော်၎င်းစီးပွားရေးရတော်၎င်းအစစအရာရာဒီခရိုင်မြို့အစစ်အနေနဲ့ qualify ဖြစ်တဲ့အကြောင်းကျွန်တော်တို့တင်ပြခဲ့ပြီးမြဲဒီပေးရမယ့်အပိုင်းမှာပြည်နေဆိုရရဲ့လောက်ပိုင်ခွင့်ဖြစ်တဲ့အတွက်ကြောင့်တော့အောင်ဆန်းစုကြည်လည်း direct အနေနဲ့စစ်တိုက်ရိုက်အနေနဲ့စင့်ကြော်ပြီးတော့ပြည်နေအစိုးရစင့်ကြော်ပေးလို့မရတဲ့အတွက်ကြောင့်ကျွန်တော်ပြည်နေကိုတင်နေပြည်နေမှာလည်းအဲ့တော့ကျွန်တော်တို့ဦးလျံလွယ်ကနေပြီးတော့သူတို့ကသူ့ရဲ့ရည်ရွယ်ချက်ကဘာလဲတော့မသိဘူးတီးတင်ကိုခရိုင်ပြီးသွားရင်လည်းသူ့ဖလန်းခရိုင်ကိုတီးတင်ဘက်ကိုပြောင်းသွားမှလည်းခရိုင်ဖလန်းခရိုင်လည်းသူ့အတူရှိပြီးသားကိုရှိနေပြီးသားကိုရှိသွားမှပဲဥစ္စာကိုတီးတင်ခရိုင်ကိုသူဝင်ကြီးဖြစ်နေတဲ့တီးတင်ခရိုင်ကိုမပေးနိုင်ပါဘူးဆိုပြီးတော့ဒီကျင်ငိုက်မှန်စီမှာလည်းသူတို့ဒီလိုမျိုးချစ်ချင်းနဲ့တာမပါတဲ့ညီကူရင်းစိတ်ဓာတ်မရှိတဲ့စကားတွေနဲ့ခါခါတီတီပြောလိုက်တာကိုကျွန်တော်တွေ့ရချင်းဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်ဝမ်းနဲ့ဆရာကောင်းတာတော့ဒီပြည်နယ်ဒီမိုကရေစီဆက်စုနဲ့တဆုစာမှာခေတ်ကောင်းတဲ့ကာလဆက်စုနဲ့တဆုစာလောက်မှာကျွန်တော်တို့မရနိုင်ခဲ့တဲ့ဒီတည်တည်ရဲ့ခရိုင်ကြတော့ကျွန်တော်တို့ဒီစစ်အစိုးရကအာဏာသိမ်းပြီးတဲ့ချိန်မှာရတာကိုကျွန်တော်တို့တိတ်ပြောစရာမကောင်းလာပေမဲ့မရှိတာနဲ့ဆိုင်ရင်တော့ကျွန်တော်တို့လက်ခံနေအချင်းတာဖြစ်ပါတယ်အားကြောင့်ဒီကျွန်တော်အခုပြောတော့တာချင်းဆိုတဲ့နေရာမှာခုချင်းလန်းကောင်ဆို CNF ပေါ်နောက်ချင်းအဖွဲ့အစည်းတွေမှာကျွန်တော်တို့မှာဒီလူကိုရန်သူကိုထားလို့မိုးကိုဒီလိုမျိုးကိုယ့်ရဲ့မိုးတွေကိုချစ်ချင်းမြတ်တာနဲ့မတိဆောက်တော့ဒါကြလူကိုမခင်လို့မိုးကိုဒီလိုမျိုးလောဝချီအုပ်ဆိုးလို့မို့တဲ့ကျွန်တော်တို့ဆွဲထားတာလားလို့ကျွန်တော်ဒီဟာမိခွန်းထုတ်เสียဖြစ်ပါတယ်။နောက်ကျွန်တော်တို့ဒီအရေးခင်းဖြစ်ဒီအာနာသိမ်းမှုနောက်ပိုင်းမှာ GNF ကပဲသူတို့အရင်ကဒီ SSC နဲ့ NCA မှာငင်းချမ်းရေးစာချုပ်နေတာကျွန်တော်2900တစ်ချက်လောက်ပြန်သွားမယ်ဆိုပြန်ပြောင်းကြည့်မယ်ဆို2013တုန်းကဇက်တာလေ Eastern Command ကလည်းထိုင်းနဲ့ဆက်နားမှာ NCA လက်မှတ်ကြီးထိုးတဲ့အဖွဲ့ထဲမှာဝင်ဖို့တစ်ခါစူးစမ်းတယ်အဲ့ဒါကိုလည်းအခုရှင်နဲ့ခေါင်းဆောင်ဒေါက်တာလျံမှုစခေါင်းတော့ကန့်ကွက်လို့ကျွန်တော်တို့အဲ့မှာလည်းကျွန်တော်တီတာ CNF ကစစ်တာလေ Eastern Command NCA ထဲဝင်ရင် CNF ကထွက်သွားမှာလည်းမဟုတ်သူရအခွင့်အရေးကိုရှုံသွားမှာလည်းမဟုတ်ပေမဲ့အဲ့မှာလည်းတော့ငီကိုမဆန်တဲ့ပိတ်ပင်မှုတကူကျွန်တော်ကြုံတွေ့တယ်နောက်ပိုင်းစိုးတကအဆိုးဆုံးကတော့ SSC နဲ့တက်တိပြီးတော့အတွင်းတိပြီးတော့ဂင်းချမ်းရေးစာချုပ် NCA နဲ့လက်တွဲနဲ့ဗျာခွက်ဒီ share လုပ်ပြီးတော့တောက်တဲ့ CNF ခေါင်းဆောင်တွေက2020ခုနှစ်နောက်ပိုင်းမှာ ZRA Eastern Command နဲ့ NUG ရဲ့ဆက်သွယ်မှုရှိပြီးသားတွေကိုလည်းသူတို့ဖျက်ပြီးတဲ့အပြင်ဘာမဟုတ်ညာမဟုတ်နဲ့သူတို့နဲ့ 20SSC နဲ့လုံးဝမပေါင်းတဲ့ ZRA Eastern Command ကို SSC နဲ့ပေါင်းပါတယ်ဆိုပြီးမိတဲ့အချိန်ခါဘယ်အချိန်ကမှတွေ့ဆုံညှိနှိုင်းခြင်းတခါမှမရှိဘူးတဲ့ဒီစက်တာလေ Eastern Command ကိုသူတို့ရောင်းစားတာဖြစ်ပါတယ် SSC နဲ့အဲ့လိုမျိုးမိုင်းတိုက်ပြီးတော့နိုင်ငံရေးမိုင်းတိုက်ပြီးတော့စက်တာလေ Eastern Command က NUGC မှာလည်းအဲ့လိုမျိုးတိုက်တယ်နောက်ပြီးတော့တခြားကျွန်တော်တို့တည်တင်သုံးစာဘက်ကမြို့နယ်စုလက်နက်ကင်အဖွဲ့ဒီစီမှာလဲ ZRA က SSC လက်ကင်တော့သူတို့နဲ့ပူးပေါင်းတယ်ဆိုတော့လူမျိုးဖျားတရားမဲ့ဆိုတဲ့အဲ့လိုမျိုးလိန်ညာစတန်ရက်စရုံမာတဲ့အပြုတ်အမူတွေ CNF ရဲ့အပြုတ်အမူတွေကြောင့်မဟုတ်မမှန်ပဲတဲ့အခုစစ်တာလေ Eastern Command SSC နဲ့ပူးပေါင်းတယ်ဆိုတော့မြန်မာမီဒီယာတွေမှာချင်းမီဒီယာတွေမှာအဲ့လိုမျိုးအယောင်းစားခံတာဖြစ်ပါတယ်တကယ်ဒီ CNF နဲ့ Chilean Council မှာပါတဲ့လူကြီးတွေ CNF ခေါင်းဆောင်တွေအကုန်လုံးခရစ်ယာန်ဘာသာဖြစ်ပါတယ်ခရစ်ယာန်ဘာသာဒီကျမ်းစာအုပ်ကိုတနင်္ဂနွေတော့ဖះเจ้าတက်တဲ့လူတော့ဘာဖြစ်လို့မဟုတ်မမှန်နဲ့ ZRA Eastern Command ကို SSC နဲ့ပေါင်းတယ်ဆိုတော့ရောင်းစားတယ်မရောင်းစားတဲ့ပြင်သူတို့လက်အောက်မှာရှိတဲ့မျိုးနွယ်စုလက်နက်ကိုင်တွေအဲ့လိုမျိုးလိန်စားညာစားပြီးတော့လှုပ်တဲ့အချိန်မှာကျွန်တော်မလိုအပ်ဘဲနဲ့ပြဿနာတွေကျွန်တော်အများကြီးဖြစ်ပေါ်လာတာဖြစ်ပါတယ်အထူးသဖြင့်ကျွန်တော် ISIS အမတမရက်စရုံမာတဲ့အရှိအလေပိုင်းကမွတ်စလင်
အကြမ်းဖက်သမားတွေတကဘာလုံးကအကြမ်းဖက်သမားလုံးအတမတ်ခံတဲ့ ISIS တက်တော်မှာပူဆိုးတဲ့ CNF လောက်ရောက်ကကျွန်တော်တို့စုံပြီးအမျိုးသားလူငယ်ခေါင်းဆောင်မိုးဇက်ကင်တော်2021ဒီဇင်ဘာလတုန်းကကလေးမျိုးကနေဘာလက်နဲ့ဓာတ်တလက်မှတော့အတချမ်းလုံးမှတော့မပါဘဲနဲ့ဇောကမ်ချတာစာအုပ်ဒီနဲ့စိုက်ကယ်နဲ့တက်သွားတဲ့တိုင်းကြီးနဲ့ရန်စီကျမတက်သွားတဲ့မိုးဇက်ကင်တော်ကိုဖမ်းဆီးထားတဲ့အပြင်ရရဆက်ဆက်တပ်ဖြတ်ပြီးတော့ခေါင်းဖြတ်ပြီးမီးရှို့မီးကင်ပြီးတော့အလောင်းကိုတော့မှလှနဲ့ချီပြီးတော့ဖျောက်ထားသေးတယ်အခုထိသူတို့ရဲ့လက်ချက်ပါလို့လည်းဝင်မခံသေးဘူးအဲ့ဒါတွေကဖျားတရားတဲ့ကိုက်ညီပါမလားဒီကျွန်တော်တို့ဒီချင်းလက်နဲ့ကိုက်ဒီ CNF ကိုကျွန်တော်တို့ဇုံမိဒီအနေနဲ့ဘယ်လိုအနေထားမှာကျွန်တော်တို့ထားရမလဲဒီ ISIS မွတ်စလင်အကြမ်းဖက်ကပ္ပအရက်ဆက်ဆုံး ISIS ဒီထက်တော့မှပိုဆိုးကြောင်းကိုကြည့်ပြီးမောဇက်ကင်တော်အပြင်ကျွန်တော်တွေ့ရခြင်းဖြစ်ပါတယ်အားကြောင့်ဖယားကိုရှိခိုးဖယားအသက်ရှင်တဲ့အနန္တတကုရှင်ဖယားကိုကိုယ်ွယ်ရှိခိုးလင်းကစားဒီလိုမျိုးအကြမ်းဖက်လုပ်ရတယ်ကိုငီကိုရင်းဆိုပဲတပီနယ်ထဲမှာနေပြီးတော့ဟလားအဲ့လိုမျိုးအရင်တော့ ZBC မှာလည်းနှစ်အတော်ကြာနေလာခဲ့ပြီးကြောင်းနောက်မဆလာအစိုးရနေပြီးတော့ပြည်နယ်တတ်မှတ်တဲ့ချိန်မှာလည်းကျွန်တော်တို့အတူတူပဲရယူကြတာပဲလွတ်လပ်ရေးအတွက်လည်းကျွန်တော်အဖိုးအဖွားတွေကတိုက်ပွဲအတူတူတိုက်ပွဲဝင်ခဲ့ကြတစ်တာရှိနဲ့ကျွန်တော်ချင်းပြည်နယ်တင်ဂီတာအောက်ချင်းနဲ့ကျွန်တော်တတ်မှတ်ကြပြီဘာလို့ဒီမိုးစကင်တော်တို့ခေါင်းဖြတ်ပြီးတော့မီးရှို့ပြီးတော့အလောင်းကိုဖျောက်ပြီးတော့မဖွင့်မြရက်စက်ရုံမာတဲ့ဟာတွေကဒီချင်းအဖွဲ့အစည်းဖြစ်တဲ့ CNF ကနေပြီးတော့လောက်တာတွေကကျွန်တော်တို့မဖွင့်မရအထောက်ထားတွေဖြစ်ပါတယ်အားကြောင့်ကျွန်တော်တို့မူကိုပြင်တင်တယ်လို့ကျွန်တော်ပြောချင်တာဖြစ်ပါတယ်နောက်ချင်းလန်ကောင်စီလအနေနဲ့အခုရေးဆွဲတဲ့ချင်းလန် constitution မှာ CNF က29ရာခိုင်နှုန်းဒါမှမဟုတ်လူ29ယောက်အလူအလျောက်နဲ့ automatic နဲ့တာဝန်ယူတယ်ဆိုတာကျွန်တော်တို့ဒီမိုကရေစီစံနှုန်းစံထားနဲ့မညီတဲ့အကြောင်းကျွန်တော်ထောက်ပြလိုပါတယ်ဒီChilean Constitution ထဲမှာကျွန်တော်တို့လေ့လာတဲ့အချိန်မှာကျဒီမိုကရေစီနဲ့အုပ်ချုပ်တဲ့ပြည်နယ်ဖြစ်ရမယ်ဆိုပေမဲ့ကျွန်တော်အရန်မုန်းတိလာတဲ့ဒီနာဂစ်မုန်တိုင်းနဲ့ပေါ်လာတဲ့2008ချီခံဥပဒေ SSC ရေးစိတ်တိုင်းကျရေးဆွဲထားတဲ့သူတို့အလူတော်ရစ်ရှစ်နေတွေနဲ့ရေးဆွဲထားတဲ့ဒီဥပဒေထဲမှာတမတော်ကဒီလက်နက်ကိုင်အဖွဲ့အစည်းတွေကနေပြီးတော့ automatic နဲ့25ရာခိုင်နှုန်းကိုနေရာဒီယူတာကလွန်တယ်လို့လူတွေကပြောကြတဲ့အထက်မှာအခုက2008အခြေခံဥပဒေတဲ့ပူဆိုတော့ချင်းလင်းကောင်စီရဲ့အခြေခံဖွဲ့စည်းပုံဥပဒေကဒီ SSC စကားစားရဲ့2008အခြေခံဖွဲ့စည်းပုံထက်ပူပြီးဆိုးပြီးတော့ပူပြီးရက်ဆက်ပြီးတော့ပူပြီးအာဏာရှင်မဆန်ဘူးလားလို့ကျွန်တော်တို့မေးခွန်းထုတ်လို့ခြင်းဖြစ်ပါတယ်ဒီလိုမျိုးခိုးဆိုးလို့ရက်တဲ့ဒီ SSC စကားစားကိုအမြင့်ပြတ်အောင်တော်လန်မယ်ဆိုတဲ့လက်နက်ကအဖွဲ့အစည်းကရေးဆွဲထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကအဲ့စကားစားရေးဆွဲပြီးတော့လက်ကင်ဆွဲကိုက်ထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေထက်200ခိုင်နှုန်းတော့ပိုများပြီးတော့ dictatorship အာဏာရှင်ဆန်တဲ့ဥပဒေကိုကျွန်တော်တို့ဆွဲရတာကိုတော်တော်တတ်သိရှိကြတယ်ဖယားတရားနဲ့မှကဲ့ရဲ့လာကျွန်တော်တို့ကိုတော်လာနဲ့စစ်အစိုးရထက်ပူဆိုးတဲ့ CNF ရဲ့ဒီချင်းလန်ကောင်စီရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တဲ့ကြောင့်ကျွန်တော်ဒီကနေအတိအလင်းကိုကျွန်တော်ပြောကြားလိုတာဖြစ်ပါတယ်အခုချိန်မှာဒီ CNF လက်အောက်မှာချင်းလန်ကောင်စီလက်အောက်မှာမျိုးနွယ်စုလက်နက်ကအဖွဲ့အစည်း18ဖွဲ့လောက်ကိုကျွန်တော်တို့ရှိတာကိုသိရပါတယ်အမှန်တကယ်ဒီမိုကရေစီစံနှုန်းစံထားနဲ့ချင်းပြည်နယ်ကိုတည်ဆောက်ခြင်းတယ်ဆိုရင်မျိုးနွယ်စုကိုကူစားမပြုနဲ့ကျွန်တော်မြို့နယ်ကိုကူစားပြုပြီးတော့များတော့လူဦးကြီးကကိုယ်စားလှယ်တွေကိုကျွန်တော်တို့ပြည်နယ်လွတ်တော်မှာမဲထည့်ပြီးတော့အများသဘောတူနဲ့ကျွန်တော်တို့လွတ်တော်ဖွဲ့စည်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျွန်တော်တည်ဆောက်ရေးဆွဲပြီးအသိပညာရှင်အသက်ပညာရှင်တွေနဲ့ကျွန်တော်အလောအတိတရားကိုယ်စားလှယ်တွေနဲ့ကျွန်တော်ရေးရမှာကိုဒီ Chilean Council ကသူတို့ပဲဘူကြခြင်းလို့သူတို့ကလည်းမတရားအုပ်ဆိုးခြင်းလို့ဟာခါနဲ့ထပ်တလားပဲအကြေရန်ဘူကြခြင်းဘူလုပ်ခြင်းလို့မြို့နယ်စုတွေကိုအားပေးပြီးတော့မြို့နယ်စုဥပမာသုံးဆောင်မြို့နယ်နဲ့တိတိမြို့နယ်မှာ
Hualngouram CDF အမှန်ဆိုရင်ကျွန်တော်သုံးဆောင်မိနစ်တိတိမိနစ်တော့ကျွန်တော်အမှန်တကယ်ဝန်ခံမယ်ဆိုလူဦးရေဘယ်လောက်ဘယ်ရွာမှာလူဦးရေဘယ်လောက်ဆိုတာကျွန်တော်မသိလို့ကျွန်တော်မသိဘူးဒါပေမဲ့သုံးဆောင်မိနစ်မှာဆိုဟွာငိုရမ်ထဲမှာကျွန်တော်တို့ရှိကြတဲ့ဟွာငိုဒီရဲ့တည်ထားတဲ့ရွာတွေရှိပါတယ်ဘပီဒါလ်ခိုင်နျူဒါလ်ခိုင်အိုဒါလ်ခိုင်တောင်လင်အဲ့လိုမျိုးရှိပါတယ်ဒါပေမဲ့လူတွေကရေကြီးရမျက်နှာရွာကိုရှာကြရင်းနဲ့အဲ့ရွာတွေမှာဟွာငိုအမျိုးနွယ်စုတွေမရှိတလို့မပြောပါတော့အောင်ရှိကြတဲ့ကျွန်တော်အတူတူအများကြီးနေထိုင်တော့ကလည်းတညီသေးနေတရေသေးတောက်ပြီးတော့ဘာမှပြဿနာမရှိအခုချင်းလန်ကောင်ဆယ်အောက်မှာဟွာငိုရမ CDF တီအဲ့လိုမျိုးပွဲထုတ်ပြီးတော့ကျွန်တော်တို့ဇုံမီဒီတာမှာဆုစိတ်အမောင်မှာပြိုကွဲအောင်စီလုံးညီညွတ်မှုပြိုကွဲပြီးတော့သူတို့ချင်းလန်ကောင်ဆယ်အောက်မှာဒူးထောက်အောင်သူတို့အဲ့လိုမျိုးအရင်တော့ NCA မှာလက်မှတ်ထိုးထားပြီးတော့ဦးအောင်မင်းတို့ဒီစကားစနေပြီးတော့သူတို့ရလာတဲ့မူဝါဒတွေနဲ့ချင်းလင်းကောင်စီကိုလာတိဆောက်ပြီးတော့အဲ့ဒီစကားစတရားတွေရတဲ့မူဝါဒတွေထက်ပိုပြီးရက်ဆက်တဲ့ပိုပြီးအာဏာရှင်ဆန်တဲ့အုပ်ချုပ်ရေးအောက်မှာသူတို့ဆက်ထိန်ထားခြင်းတဲ့အတွက်ကြောင့်ဒီတိတိတုံးစာဘက်မှာနဲ့တခြားဖလမ်းဒီမှာမြို့နယ်လိုက်ကိုစားပြုတ်ခွင့်မရဘဲနဲ့မြို့နယ်စုလောက်တွေးခွဲပြီးတော့အခုရှင်းရှင်းပြောအဲ့မြို့နယ်စုလက်နဲ့ကင်အဖွဲ့အစည်းတွေခေါင်းဆောင်တွေကအဲ့ချင်းလန်ကောင်ဆယ်မှာဦးဆောင်နေတဲ့လူတွေလောက်မတော်လို့နိုင်ငံရေးနားမလဲလို့တွေဦးတော်လာရေးဘန်းပြတ်ပြီးတော့ချင်းလန်ကောင်ဆယ်အောက်မှာတွတ်သွင်းချလို့နားမလဲတဲ့အဲ့လက်နဲ့ကင်ခေါင်းဆောင်တွေပညာရေးအချင်းအစင်တန်နိုင်ငံရေးဘဟုတုတမရှိလို့ຫນွေဦးတော်လာရေးဒီစကားစအပြစ်လာနေငါတို့ဘယ်လိုဖရရမယ်ပါရနဲ့လေပြေတွေးပြီးတော့လိန်လေပြီးတော့ဒီမျိုးနွယ်ဆွေရဲ့လက်နက်ကင်ခေါင်းဆောင်တွေကနိုင်ငံရေးကိုတက်တက်နဲ့နားမလဲလို့ CNF ရဲ့အလိန်ခံပြီးတော့ HNF လက်အောက်မှာလက်နက်ကင်မျိုးနွယ်စုလက်နက်ကင်18ဖွဲ့ရှိတကယ်ဆိုရင်အဲ့မျိုးနွယ်စုလက်နက်ကင်တဲ့ပညာရေးချင်းကိုတော့သူတို့ရဲ့နောက်ခံကိုကြည့်လိုက် CNF ရဲ့လိန်လေမှုကိုယုံကြည်တဲ့ဘယ်ခေါင်းဆောင်မဆိုပညာရေးအစံတန်တိတ်မရှိတာကျွန်တော်လေ့လာခဲ့ပြီးသွားပြီဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့2008အခြေခံဖွဲ့စည်းပုံဥပဒေက25ရာခိုင်နှုန်းကမတရားရက်စက်တယ်လို့ခံစားတဲ့မြန်မာနိုင်ငံတပြည်နဲ့မြန်မာပြည်တပြည်လုံးအပြည်သူပြည်သားတွေတီးတဲ့ဥစ္စာအဲ့ဒီထက်ပိုဆိုးပြီးတော့ CNF ဖွဲ့ကမှာဒီလက်နက်ကဖွဲ့စည်းပြီးတော့ automatic 29ရာခိုင်နှုန်းယူတယ်ဆိုတာဒီလက်နက်ကမျိုးနွယ်စုလက်နက်က CDF အတီးတီးခေါင်းဆောင်တွေကဒီဟာတာနားလဲရင်ဒီလူမျိုးပူပြီးအာနာရှင်ဆန်တဲ့စကားစားတဲ့ပူပြီးအာနာရှင်ဆန်တဲ့ဒီချင်းလင်းကောင်စီမှာဘာမှနေစရာအကြောင်းမရှိဘူးဝင်စရာအကြောင်းမရှိဘူးအားကြောင့်နိုင်ငံရေးဆိုတာမြန်မာနိုင်ငံနိုင်ငံရေးဆိုကျွန်တော်တို့ကနေဝင်လက်ထက်ကတည်းကအာနာရှင်အောက်မှာနေတော့အသားတွေမာသွားလားအတမာတွေဖြစ်သွားလားမသိဘူးကျွန်တော်တွေးခေါ်မှာဒီအာနာရှင်အောက်မှာပဲပျော်မြူးနေကြတာအခုကအာနာရှင်ကိုသာတော်လာတယ်လို့ပြောနေကြတာဦးရေးဆွဲထားတဲ့ဖွဲ့စည်းပုံအခြေခံ Chilean Constitution ကအာဏာရှင်ရေးဆွဲတဲ့ Constitution ထက်ပိုပြီးတော့အာဏာရှင်ဆန်တယ်ရက်စက်ရုပ်မာတယ်အဲဒါကြောင့်ဒီနေ့ကျွန်တော်ဒီဝီလပ်တော်မြတ်နေအဲ့ဒါကိုစတိလေးထောက်ပြလိုတာဖြစ်ပါတယ်ဒီ Chilean Council အောက်မှာပါဝင်ထမ်းဆောင်နေတဲ့ဒီ Chilean Council နဲ့ partnership လုပ်တဲ့အတူတူຫນွေဦးတော်လာရေးမှာပါဝင်နေကြတဲ့လူဒီຫນွေဦးတော်လာရေးပြီးသွားရင်ဒီ Chilean Council ရဲ့ Constitution မှာချင်းပြည်နယ်မှာလက်နက်ကင်အဖွဲ့အစည်းတစ်ခုပဲရှိရမယ်အဲ့ဒါက CNF ဖြစ်ရမယ် CNF မှာဘယ်သူဒီနေသေးလို့လဲဖလားလည်းမနေဘူးတောင်ပိုင်းကမင်းတပ်မတူပီဒီလည်းမနေဘူးတီးဒီမှာလည်းတော့သူစုံလင်းရှိတယ်ဇက်တာတွေရှိတယ်ဘယ်သူမှမနေဘူးအဲ့ဒါကိုသူတို့ပဲလုပ်တယ်ဆိုတော့ဒီစကားစရဲ့ကိုပွားစကားစရေးဆွဲတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ကိုပွားဥပဒေထက်ပိုဆိုးပြီးပိုပြီးရက်စက်ရုံမာတဲ့ constitution ကိုကျွန်တော်အတိအလင်းကိုသိစေချင်တာဖြစ်နိုင်ငံရေးဆိုတာဒီလိုမျိုးနားလည်မှတစ်ခုချင်းရှင်းပြီးတော့ကျွန်တော်တို့ရှင်းပြနေရတာဖြစ်ပါတယ်တကယ်ပညာအချင်းရှိပြီးတော့အတန်းတွေတက်ပြီးတော့လေ့လာရင်ဒီခေါင်းဆောင်မျိုးနွယ်စုလက်နက်ကခေါင်းဆောင်တဲ့ဒါကိုတိထိုက်တဲ့ဟာဖြစ်ပါတယ်ဒီကလေးတွေ10တန်းအဆင့်လောက်အထက်တန်းပညာအဆင့်လောက်တက်တင်ယူစီးမှုတဲ့လူတွေကတိထိုက်တဲ့အချက်တွေကိုကျွန်တော်ဒီမှာထောက်ပြလိုတာဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်တို့အနေနဲ့ဒီချင်းလန်းကောင်စစ် CNF ကိုလည်းကျွန်တော်မုံတော့မမုံဘူးလူချင်းမဟုတ်လို့ကျွန်တော်တို့
တပြည်နယ်ထဲမှာနေပြီးတဲ့လူချင်းမလို့မုန်းတီးစရာလည်းမလိုဘူးချင်းလန်းကောင်စီလည်းအဲ့လိုပဲ CBC ချင်း Baptist Convention လည်းကျွန်တော်အရင်တော့ကျွန်တော်အရင်ထောက်ခံတယ်ဦးတဆေးအခက်ခံပြီးမဲ့ကျွန်တော်အခုချိန်မှာအဲ့လိုမျိုးကျွန်တော်တို့ဒီ World Baptist Alliance ရောက်အောင်တွန်းပို့တဲ့ကျွန်တော်တို့ရဲ့ကျေးဇူးရှင်ကြီးဖြစ်တယ်မမုန်းဘူးဒါပေမဲ့ချစ်ချင်းနဲ့တာမရှိတဲ့ဒီချင်းလန်းကောင်စီရချစ်ချင်းနဲ့တာနဲ့မရေးဆွဲတဲ့ဒီချင်းလန်း Constitution ရနောက် CNF ရဲ့မတရားလက်ဝတ်ကြီးအုပ်ဆိုးလို့မို့ဒီနောက်ဒီမျိုးနွယ်ဆိုလက်နက်ကိုင်တွေကိုဥပမာခုနပြောတော့ဟွာငုံမျိုးနွယ်ဆိုတဲ့ကျွန်တော်တို့ဇုံမီတွေနဲ့တခါမှပြတ်တနာလည်းမတက်ဘူးတရွာထဲမှာနေတရေထဲတောက်ကြတယ်အဲ့လိုမျိုးတာရင်နာကြီးတွေမှာကျွန်တော်တို့နေကြတာအတူတကွကျွန်တော်တို့တန်းတူရည်တူနေကြအခုချက်မှာဟွာငုံရမ်စီတဲ့ကလုံးစားနဲ့တိတိကဟွာငုံရွာတွေကိုစုစည်းပြီးတော့မြို့ပါညာနဲ့သူအပိကြတာတွေကကျွန်တော်တို့ကိုရဆက်ကျွန်တော်တို့နားလည်မှုလွယ်အောင်ကျွန်တော်တို့ CNF လောက်ရက်တရားခင်ဗျားတို့ရေးဆွဲတဲ့ခင်ဗျားတို့လူကိုကျွန်တော်တို့ခင်တယ်ချစ်တယ်လေးစားတယ်လူချင်းမို့လို့တပြည်နယ်ထဲမှာနေတဲ့လူမျိုးအချင်းချင်းမို့လို့ကျွန်တော်တို့ကချစ်တယ်ခင်တယ်မမုန်းဘူးဒါပေမဲ့ခင်ဗျားတို့ချင်းလန်းကောင်စီနဲ့ CNF ရေးဆွဲတဲ့မူဝါဒတရားကျွန်တော်တို့တခြားလူမျိုးတွေကိုဇုံမီးတွေဟိုကဖလမ်းမျိုးနဲ့လိုင်မီးတွေကိုရက်စက်ချီနဲ့လူမျိုးကိုလဝချီအုပ်ဆိုးလို့တဲ့နောက်ဒီချင်းပြည်နယ်မှာတောင်ပိုင်းဘက်ကလူတွေလည်းခင်ဗျားတို့လက်အောက်ထားခြင်းတာဥပမာဆိုရင်ကျွန်တော်ချင်းလန်းကောင်စီနဲ့ CNF ကိုဘာထောက်ပြခြင်းတလဲဆိုတော့ CB က Arakan Army နဲ့ပေါင်းပြီးတော့ပထမဆုံးအနေနဲ့ ZRA Eastern Command က NUG ထဲမှာပါဝင်လို့မရအောင်ခင်ဗျားတို့အရင်ပိတ်တယ်အဲ့ချိန်မှာ CJDC ဆိုပြီးတော့ချင်းပြည်နယ်တပြည်နယ်လုံးက CNDF တို့ဇုံ PDF ဇုံလင်းတို့နောက်တောင်ပိုင်းဘက်က CF ပြမရာတွေအကုန်လုံးက CJDC အောက်မှာနေတယ် ZRA တော့အရင်တော့ ZRA Eastern Command Chief Commander နဲ့ကျွန်တော် NUG ရဲ့ကာကွယ်ရေးဝန်ကြီးဦးရီမွန်တို့ကိုလည်းကျွန်တော် audio ရဖုန်းနဲ့ပြောတာတွေလည်းရှိတာဒါပေမဲ့အတိအလင်းပဲကျွန်တော်ခုနဝန်ခံသွားသလို CNF ကကြားမှာပိတ်လိုက်လို့ကျွန်တော်တို့ကNUG နဲ့ຫນွေဦးတော်လာရေးမှာပါဝင်ခြင်းပေမဲ့ကျွန်တော်ပါဝင်ခွင့်မရတာ CNF လက်ချက်ဖြစ်တဲ့နောက်ဒီဇက်တာလေ Eastern Command နဲ့မကဘဲနဲ့ကျွန်တော်တို့ဖလန်းက CNDF လက်နက်ကင်အဖွဲ့ရှိပြီးကြီးထွားလာတာကိုခင်ဗျားတို့သိတယ်ဇုံလန်းလက်ကြီးထွားလာတည်တဲ့ချိန်မှာ UNUG ကနေခွဲရန်ဒီလက်နက်ခွဲရန်ထောက်ပံ့ကြီးခွဲရန်နေရတဲ့အချိန်မှာခင်ဗျားတို့က CNDF ကိုလည်းမပေးချင်ဘူးဇုံလန်းကိုလည်းရတင်ရထိုက်တဲ့ခွင့်ရည်လည်းမပေးချင်တောင်ပိုင်းဘက်ကလည်းပူဆိုးသေးတယ်အဲ့လိုမျိုး CNF ကမတရားရက်စက်ရုပ်မှာမို့လို့နဲ့ချင်းပြည်နယ်ကငေကိုမောင်နှမတွေအဲ့လိုမျိုးရပိုင်ခွင့်တွေကိုအဲ့လိုမျိုးဖျက်တောက်တဲ့အချိန်မှာCNDF နဲ့ Chinland Brotherhood မလားကျွန်တော်တို့ဇိုလင်းနေတဲ့ဖွဲ့ပြီးတော့ Chin Brotherhood ဖွဲ့ပြီးတော့သူတို့ကလည်းအဲ့ဒီ CNF က KIA နဲ့အဆက်အသွယ်တွေအကုန်လုံးလိုက်ပိတ်နေတဲ့အချိန်မှာတို့ကနောက်ဆုံးအနေနဲ့ Arakan Army နဲ့ပလက်ဝတင်ပြီးတဲ့အချိန်မှာဒီသူတို့ Spring Revolution မှာအာဏာရှင်ကိုတော်လှန်တာချင်းတူတူရည်ရွယ်ချက်တူတာချက်အတူတူဆိုပြီးတော့အဲ့ Arakan ကနေလက်နက်တွေရယူတယ် Arakan Army နဲ့စကားစားကိုမတူပြီးတိုက်ပွဲတွေမှာအတူတူတိုက်နေတဲ့ချိန်မှာချင်းလန်းကောင်စီကမနာလို့မခံလို့ Arakan Army ကိုနေပြည်တယ်ကိုနေကြောတယ်လို့ဘာလို့ဆွဲပြီးတော့စကားစားနဲ့ပူပေါင်းပြီးတော့စကားစားဘက်ကနေအကူငွေတောင်းပြီးတော့အဲ့ချင်းလန်ဘရာဟုကိုတိုက်ခိုင်းတာကိုကျွန်တော်ဒီတိုက်ရင်မှုဒုဗိုလ်မှူးကြီးကိုယ်တိုင်ကဗီဒီယိုမှာ CNF ကနေထုတ်ပြသွားတဲ့အားကကျွန်တော်ထင်ထင်ရှားရှားတွေ့ရတာဖြစ်ပါတယ်။အဲကြောင့်ချင်းလန်ကောင်စီအောက်မှာနေတဲ့လက်နက်ကအဖွဲ့အစည်းအတီးတီးကခေါင်းဆောင်များကိုမီကိုအားထားတဲ့ CNF ကတရားမှတရားရဲ့လားຫນွေဦးတော်လိုင်းမှာအစကားစားကိုတော်လန်တယ်ဆိုပြီးတော့ဟိုအာရကန်ကလည်းစကားစားကိုတော်လန်တာပဲချင်း Brotherhood ကလည်းစကားစားကိုတော်လန်တာပဲဇက်တာလည်း Eastern ကလည်းစကားစားတော်လန်ချင်လို့ NUG နဲ့ဆက်တွယ်လောက်တာကိုဥရိမွန်နဲ့စကားပြောတာအခုတော့မှ audio ဖွင့်လို့ရတဲ့ဥစ္စာကိုဘာဖြစ်လို့ SRAC က NUG ထဲမဝင်အောင်ပိတ်တာလဲခင်ဗျားတို့ပဲ CBs Chinland Brotherhood လဲ NUG ကနေရတဲ့ရထိုက်တဲ့လက်နက်ခဲယမ်းတွေငွေကြေးအထောက်ပံ့တွေမရအောင်ပိတ်တာလဲခင်ဗျားတို့ပဲချင်းအချင်းချင်းမှာတော့မှအဖွဲ့အစည်းချင်းချင်းမှာတော့ချစ်ခင်မှုမရှိဟိုမှာအာရကန်ကိုမုန်းတီးဝါဒကိုဖျက်လိုက်ပြန်အောင်ဘာမှဆက်သွယ်မှုမရှိတဲ့ ZR Eastern နဲ့ SSA
ခုမအားလာတော့အတော်မှဒီစစ်တာလဲဆိုတာကြားတော့ကြားဖို့မှာမဟုတ်ဇုံမီဆိုတာကြားချင်မှကြားပဲဒါဒီလောက်ထိတွေ့မှုမရှိဘူးခင်ဗျားတို့ CNF နဲ့စကားစနဲ့အရင်တော့ NCA လက်မှတ်ထိုးတော့ဟိုမှာနေပြည်တော်မှာဟာခါမှာဗစ်တိုးရီယာမှာအတင်းစာတွေမှာအတိအလင်းကြောင်းစစ်အာလင်းနဲ့စကားစနဲ့ပူးပေါင်းတာလက်တွဲပြီးတော့စာရွက်စာတမ်းလက်မှတ်ထိုးတာဘယ်တင်းစာမှာခင်ဗျားတို့တွေ့ဖို့လုပ်လဲစကားစခန်းတင်းတော့စစ်အာလင်းဒီဘယ်နေရောက်အတီဖမ်းဖို့လုပ်လဲအရှင်ဖမ်းဖို့လုပ်လဲအဲ့လိုမှခင်ဗျားတို့ကယောက်ျားဘာသာတရားကင်းမဲ့စွာနဲ့ဒီလူမျိုးစစ်အာလင်းကိုလည်းလုပ်တယ်နောက် CB အဖွဲ့ကိုလည်းလုပ်တယ်ပြီးရင်ရခိုင်တွေကချင်းပြည်နယ်မှာစကားဆောက်လာတိုက်ပြီးတော့ချင်း brotherhood နဲ့အတူတူချီမုံတာကြမှာရခိုင်ကိုမတရားပြည်နယ်လာကျူးကျော်တယ်ဆိုတော့ငါတို့လှုပ်ချင်တယ်ဘာဖြစ်လို့အဲ့ဆိုရင်ဟာခါနဲ့ထန်တလာမှာစကားဆောက်အခုထက်ထိရှိနေရတဲ့နဲ့ဘာဖြစ်လို့မျိုးနွယ်စုလက်နဲ့ကြိုက်တွေကိုအားပေးပြီးတော့သုံးစာမှာစစ်အားလေ Eastern Command ကို drone နဲ့မြောက်များစွာလာတိုက်ပြီးတော့သုံးစာကစကားဆောက်ဘယ်ဒီသုံးစာမြို့ကိုခမရတို့နေရမဟုတ်ဘဲနဲ့ဘာဖြစ်လို့အဲ့လိုမျိုးသုံးစာမှာခမရတို့ CNF operation လာလုပ်တယ်သုံးစာမှာလည်းခင်ဗျားတို့လာလုပ်တယ်ဆိုရင် Arakan Army ကလည်းချင်းပြည်နယ်ပဲဖြစ်ဟာခါမှာပဲဖြစ် SSC လာတိုက်တာကိုခင်ဗျားတို့လက်ခံရမှာဖြစ်ပါတယ်အားကြောင့်နေရာတကာမှာဘူကြပြီးတော့တရားမှာခင်ဗျားတို့ဟာခါနဲ့ထံပလာ80စားပြီးတော့ကျန်တဲ့9မြို့နယ်30ပဲလာမြောက်ဝေခိုင်းတယ်ဆိုတာတရားကိုမတရားတဲ့ဟာပြောအားကြောင့်ဒီစကားစရဲ့2008ဖွဲ့စည်းပုံဥပဒေအခြေခံဥပဒေထက်ခင်ဗျားတို့ချင်းလန်းကောင်စီရေးဆွဲတဲ့ဥပဒေကပူဆိုးနေတာကျွန်တော်တို့ရက်စက်ရုပ်မှာတာပူပြီးအာနာရှင်ဆန္ဒကျွန်တော်ကြည့်ရချင်းပြောအဲအကြောင်းဒီချင်းလန်းကောင်စီအောက်မှာနေတဲ့လက်နက်ကအဖွဲ့အစည်းများခေါင်းဆောင်များနိုင်ငံရေးကိုတင်းနေပါပါလိလာပါကိုအမေကိုအားထားတဲ့အဖွဲ့အစည်းကကိုကိုတရားသဖြင့်ဆက်ဆံတလားမတရားသဖြင့်ဆက်ဆံတလားသူတို့ထက်ကြော်ရင်သူတို့ပြုတ်စားမှာလောက်ကြံတက်ဖြတ်မှာကိုနှုတ်ထန်ကဖလန်းကCNF မှာအကြီးအကဲဖြစ်တဲ့ချိန်မှာသူ့ကိုလောက်ကြံမှုကြံစီပြီးတော့ကံကောင်းထောက်မှဆိုနဲ့ထွက်ပြေးလာလို့ရန်ကုန်လေးစိတ်မှာအလင်းဝင်ပြီးတော့သူကပြည်နယ်ဝင်ဟိုထဲမှာကလေးမျိုးမှာတော့မှချီးရဝင်ကြီးလာဖြစ်သေးတယ်အဲ့ဒါကြီးကသမိုင်းမဟုတ်သေးဘူးဟိုတနည်း10စုနှစ်10စု2စုလောက်ကဖြစ်ဒီကိုအားကြောင့်ကျွန်တော်အချုပ်အပြင်းဆိုတော့ကျွန်တော်တို့ကချင်းကိုလည်းမမုံဘူး CNF လည်းမုံစရာအကြောင်းမရှိဘူးချင်းလန်းကောင်စီလည်းမမုံဘူးရှင်းရှင်းပြောရင် CM ကငကူကလေးကအခုချင်းလန်းကောင်စီနဲ့ CNF လက်အောက်မှာပူးသွင်းနိုင်တဲ့လူက CNF ရဲ့စက်ကြီးကောက်ခံမှုနောက်ခိုးဆိုးလို့ရမှုတွေဓမြတိုက်မှုတွေမတရားသဖြင့်တပ်ဖြတ်မှုတွေမခံစားဘူးတဲ့ရွာတွေနဲ့အဲ့ဒီနေရာဒေသကအဖွဲ့အစည်းတွေကိုခင်ဗျားတို့ကအာကိုကြီးနဲ့ CNF ရဲ့ရင်ခွင်တဲ့ကိုအာကိုတကြီးနဲ့မိခုနိုင်တာတကယ်သုံးစာမြို့နယ်အိန္ဒိယနယ်စပ်ကြားနဲ့တိတိမြို့နယ်ဂျမ်ဖိုင်းနဲ့နယ်စပ်ဘက်မှာ CNFD ရဲ့စက်ကြီးခောက်ခံမှုခံရမှုတဲ့လူကျွဲတွေနွားတွေတဆာချင်းခံရမှုတဲ့လူနောက်ရက်စက်ရုပ်မှာဆိုတဲ့ဓမြတိုက်ချင်းခံတဲ့လူနောက်ဆိုင်ကံရွာတို့သုံးကံရွာတို့မှာရွာတကြီးတွေကရွာတကြီးတွေကိုရက်စက်နဲ့တပ်ဖြတ်ခံတဲ့ဟာတွေကိုလုံးဝမထိတွေ့ဘူးတဲ့လူတွေကအခု CNF ကိုဆရာတင်စားပြီးတော့အဖိုးလိုအဖေအရာမှာထားပြီးတော့ခင်ဗျားတော့ကူးကွယ်တာမိခူတာတကယ်သူတို့ရက်စက်မှုကအခုမှမဟုတ်ဘူးဘောဇစ်ကင်တော်မှမဟုတ်ဘူးဟိုဆိုင်ရောင်တကြီးတွေတော့လိုက်တွေးရောမှာလက်မြင်းမိုက်ထောင်လို့နနောက်ဒီအကောင်ဘလောက်ပျောက်သွားတာမကလူကိုပါအသက်ပါသွားတာနောက်တချို့လူတွေလည်းတလုံးဒုက္ခိတဖြစ်သွားတာဒါ CNF တွေ CNF ကကိုဟာခါနဲ့ထန်တလာမှာ AACC အုပ်ချုပ်မှုတွေအုပ်ချုပ်ရေးရန်ရတိဆောက်ပါကျွန်တော်တို့ဇုံမီဒီယာတခါမှနေမကြုံဘူးကျွန်တော်တို့ AACC တည်ရင်သုံးစာချခါမှာပျော်ပျော်ရွှင်ရွှင်နဲ့ကျွန်တော်ခင်ဗျားတို့ကျွန်တော်တို့ဘက်ကလူမျိုးနွယ်စုကပညာရေးချင်းဘာမှမပြောပါတော့တဲ့ခေါင်းဆောင်တွေတအားခေါင်းဆောင်ဖြစ်ချင်တဲ့လူတွေကိုမွေးထုတ်ပြီးတော့ပင်ကုတ်ပြီးတော့အဲ့မှာကျွန်တော်တို့ကိုနေမြေဘက်မှာအခုတခါမှမကြုံဘူးတဲ့တွေးထွက်တန်ရုံးတွေမျိုးနွယ်စုလို့မပြောပါတော့တဲ့ငွေကူမောင်နှမအရင်ချချင်းစီရီယပ်တန်းနဲ့စတာလေ Eastern Command ကိုရန်လာတိုက်ပြီးတော့တက်တွေးတွေချွေးတွေထွက်ကြတယ်အခုကသမိုင်းမှာ
တော်တော်လေးကိုရက်ဆက်ရုံမာတဲ့ကြမ်းကြုတ်တဲ့အနိဋ္ဌာယုံတွေကျွန်တော်တွန်းဆောင်မှုနဲ့တည်တည်မြုပ်နေမှာဖြစ်တာခင်ဗျားတို့ CNF ဖြစ်လက်ချက်အားကြောင့်ခင်ဗျားတို့မူကကျွန်တော်တို့လက်မခံနိုင်ဘူးခင်ဗျားတို့လူကူတော့ကျွန်တော်တို့ကခင်တယ်လေးစားတယ်လူဖျားဖန်စင်တာလူသားချင်းချင်းဆိုကျွန်တော်လေးစားတယ်ခင်မင်းတယ်ဒီတတိယနိုင်ငံဒုတိယနိုင်ငံက supporter တွေလည်းကျွန်တော်ဒီကနေအတိလင်းကျွန်တော်အတိပေးခြင်းဖြစ်ပါတယ်လူကိုခင်တယ်ခင်ဗျားတို့မူကိုကျွန်တော်တို့လက်မခံနိုင်ဘူးခင်ဗျားတို့ဇုံမီဒီယောဖလန်နောက်တောင်ပိုက်ဘက်ကပြည်နယ်ဘက်ကညီကူမောင်နှမတွေပေါ့ခင်ဗျားတို့ကျင့်သုံးတဲ့ချမှတ်တဲ့မူကတအားရက်စက်ရုံမာတဲ့မူတွေမို့လို့ကျွန်တော်တို့ကဒီချင်းလန်းကောင်စီမှာမဝင်ချင်တာ CNF ဆိုတဲ့လက်နက်ကိုင်ရဲ့အဖွဲ့အမှကျွန်တော်တို့မနေချင်တာလောလောဆယ်မှာခင်ဗျားတို့ကဒီတတိယနိုင်ငံမှာ CBC Chin Baptist Convention အောက်မှာစုစုစည်းစည်းနဲ့အလူငွေတွေကောက်ခံတဲ့ donation တွေကောက်ခံတော့ငွေကြီးအားတာလို့သုံးစာတည်တည်ဘက်မှာဟာလက်နဲ့အားကိုပြီးတော့သုံးစာတို့ပါအုတ်ချုပ်ရေးကိုတိဆောက်နိုင်ပြီမဲ့ဒီခမရတို့ရဲ့မူကမကောင်းနေတဲ့ကျွန်တော်တို့မှလည်းဒီဟာဖျားသခင်ကအသက်ရှင်ခွင့်ပေးနေတဲ့ဒီဝတ်ချွေးကဒီခင်ဗျားတို့ချခဲ့တဲ့ရိုင်းဆိုင်လာတဲ့ဒီမူတွေကိုခင်ဗျားတို့လူမဆန်တဲ့ဒီမူတွေကိုခင်ဗျားတို့တပ်ဖြတ်ခဲ့တဲ့ Moses ကစ်တောင်တို့ကိုခေါင်းဖြတ်ခဲ့တဲ့ဟာတွေတက်ခဲ့တဲ့ဟာတွေကိုခင်ဗျားတို့အခုထိလည်းမတောင်းပါနဲ့ခင်ဗျားတို့လက်ဆွဲကြိုက်ထားတဲ့မူတွေကတရားမျှတမှုမရှိဘူးနောက်ပြီးတော့လူလည်းမဆန်ဘူးနောက်တဟဇာတရှိမှုလည်းမရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီဟာကိုလူကိုခင်ရင်မို့ကိုပြင်ပါအားကြောင့်မြောက်ပိုင်းချင်းတောင်ပိုင်းချင်းအလယ်ပိုင်းချင်းဆိုတာမရှိပါလူကတန်းတူရည်တို့အခွင့်အရေးကျွန်တော်လူချင်တာဖြစ်တယ်ကျွန်တော်ရှေ့ဆုပ်ပြီးတော့ focus လုပ်ပြီးတော့focus လုပ်တာလေဒီမိုကရေစီဖြစ်တဲ့အတွက်ချင်းပြည်နယ်ကိုခမရချင်းလန် constitution မှာပါတဲ့အတိုင်းဒီမိုကရေစီနဲ့တည်ဆောက်တဲ့ federal democracy နဲ့တည်ဆောက်တဲ့ပြည်နယ်ကိုတကယ်လို့တည်ဆောက်ချင်တယ်ဆိုရင်ခင်ဗျားတို့အခုလက်ရှိရေးဆွဲထားတဲ့ Chilean Council ရဲ့ constitution ကိုပြင်ကိုပြင်မှဖြစ်မယ် Chilean constitution ရဲ့အောက်မှာနေတဲ့မြို့နယ်စုလိုက်ကိုလည်းကျွန်တော်ဖြတ်ပြီးတော့မြို့နယ်လိုက်ကိုစားပြုခွင့်ပြုမှာတရားမျှတမှုဒီမိုကရေစီစံနှုန်းစံထားနဲ့ညီရမှာဖြစ်ပါတယ်အခုကဖလမ်ဟာခါနဲ့ထန်တလာမြို့နယ်နှစ်ခုပေါင်းမှတိတိမြို့ရဲ့လူဦးရေလောက်တူတဲ့အတွက်ကျွန်တော်တို့မြို့နယ်ကိုစားပြုလူဦးရေနည်းနဲ့အများကိုစားပြုရင်ခင်ဗျားတို့ကကိုယ့်ရဲ့ဟာကွက်တွေကိုတွက်ပြီးတော့သူများကိုများပြီးမဲ့လူဦးရေများပြီးမဲ့ကိုပဲအုပ်ဆိုးနိုင်အောင်ကိုပဲချုပ်ကင်နိုင်အောင်ဆိုပြီးတော့ဒီလိုမျိုးဖျားတရားမဲ့တဲ့ constitution ကိုတိဆောက်တဲ့အတွက်ကြောင့်ဇက်တာလည်း Eastern Command နဲ့လည်းမတည့်ဘူး Chin Brotherhood နဲ့လည်းမတည့်ဘူးနောက်များမှလည်းဒီလိုမျိုးမူရီတာလက်ကင်ဆွဲမယ်ဆိုဘယ်သူမှနဲ့လည်းတဲ့စရာအကြောင်းမရှိဘူးဒါပေမဲ့တခုပြောမှာမြို့နယ်စုကပညာအတန်းတိနားမလဲတဲ့နိုင်ငံရေးမဟုတ်သူတာတိတ်မရှိတဲ့ခမရတို့လိန်နိုင်ညာနိုင်တဲ့လူသူတို့မိသားစုအရေးသူတို့အဆွေမျိုးအတိုင်ဝိုင်းတစ်ခုအရေးစားဖို့တောက်ဖို့အရေးအတွက်ရှိရှုတဲ့တချို့သောပုံကိုယ်တွေတာလည်းခမရတို့ကအုပ်ချုပ်နိုင်မှာဖြစ်ပါတယ်ဒါပေမဲ့ပညာတတ်ဒီလိုမျိုးခစ်ကြီးမှာကြတော့ထာဝရခမရတို့ဒီချင်းပြည်နယ်တပြည်နယ်လုံးကိုဒီလိုမျိုးလက်ဝတ်ကြီးအုပ်ဖို့ချုပ်ဖို့တော့ကျွန်တော်ဒီမှာအဲ့ရဲရဲဝံ့ဝံ့ပြောမယ်ဒါဒီအချိန်ကနေပြီးတော့ရက်တန်ကရက်ကြပါချင်းလင်းကောင်စီရေးဆွဲထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကလူမျိုးအချင်းနွယ်စုအချင်းချင်းကြမှာမြို့နယ်ကိုစားပြုခွင့်မရှိတဲ့လူမျိုးနွယ်စုကြမှာပယောကရန်ညူရန်စအာဂါတတရားတွေပွားအောင်လှုပ်ချင်းလုံးဆောင်ချင်းတက်တာဖြစ်တော့ကျွန်တော်သိရပါတယ် PDF ပဲဖြစ်ဖြစ် CDF တုံးအောင် CDF အမျိုးမျိုးတော့ CDF ဒီခင်ဗျားတို့မိကိုအားထားပြုနေတဲ့ချင်းလန်းကောင်စီရဲ့ constitution အောက်မှာဒီမိုကရေစီဆိုတဲ့အနှံ့တော်မှာကျွန်တော်တို့မခံစားဘူးအာဏာရှင်ဆန်လွန်းတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရှိပဲဖြစ်တယ်အဲအကြောင်းနားလဲပါလေ့လာပါနိုင်ငံကြီးမြန်မာနိုင်ငံရဲ့နိုင်ငံရေးလေ့လာခြင်းရှီဝေးတွေးစရာမလိုဒါလေးတော့နားလဲထားတဲ့သူတို့ရှိမှာဘယ်သူဒီကိုဘယ်လိုလုပ်တယ်လဲဘာသာရေးရဘယ်လိုရက်ဆက်တယ်လူမှုရေးအရာဘယ်လိုပိတ်ဆို့တယ်နောက်နိုင်ငံရေးအရာဘယ်လိုရက်ဆက်ရုံမာတယ်ဆိုတာကျွန်တော်ဒီကနေ့ညဝေလပ်စုံမြတ်နေကျွန်တော်ဒီလောက်ပြောကြလို့ချင်းဖြစ်ပါတယ်အဲအကြောင်းများ share ပေးပါဒီကျွန်တော်တို့ဒီညဒီအချက်၃ချက်အနေနဲ့ဇုံမီနဲ့ချင်းကိစ္စတော့ဒီအချက်၃ချက်နဲ့ဆွေးနွေးသွားတာတွေကိုမားတယ်အချက်လက်မားတယ်တမိုင်းအထောက်အထားဖြစ်မားတယ်မဟုတ်ဘူးဆိုရင်ကျွန်တော်ကိုappointment လုပ်ပေးပါကျွန်တော်တနင်္ဂနွေနေ့ညတိုင်းအားတယ်ကျွန်တော် debate လုပ်မယ်အများပြည်သူနားလဲအောင်ပို့ပြီးနားလဲအောင်ကျွန်တော်တို့ media ဖြစ်တဲ့အတွက်ကြောင့်
အများပြည်သူကျွန်တော်တို့နားဆွင့်နေတဲ့ကျွန်တော်တို့ပြည်သူတွေကိုကာလုံးကရှိနေတဲ့ဒီဗမာစကားနားလဲတဲ့တခြားလူမျိုးတွေရောချင်းပြည်နယ်မှာနေတဲ့ကျွန်တော်ခုနလိုချင်းလူမျိုးမရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ဗမာလိုပဲပြောကြတယ်လို့ဒီဗမာစကားနားလဲတဲ့ချင်းပြည်သူပြည်သားတွေကအမှန်တရားသိအောင်ဟုတ်ချင်းမဟုတ်ချင်းမှန်ချင်းမမှန်ကန်ချင်းမှန်ချင်းမှားချင်းတွေကိုဖယားတရားနဲ့ကျွန်တော်တို့ကိုက်ညီလားမကိုက်ညီဘူးလားနောက်တဟဇာတရှိမှုရှိလားမရှိဘူးလားနောက်ပြီးတော့တန်းတူအခွင့်အရေးရှိသလားမရှိဘူးလားဆိုတာကိုကျွန်တော်တို့ဒီဝီလပ်ဆုံးမိမိရနေပြီးတော့ကျွန်တော်ဒီလိုမျိုးထပ်လောင်းပြီးတော့ share ခြင်းဖြစ်ပါတယ်အားလုံးကိုအနားထောင်ပြီးတော့ကျေးဇူးတင်တယ်လို့ share လဲ share ပြီးကြပါနောက်မှလည်းဒီချင်းနဲ့စုံပြီးပဲတမိုင်းအထောက်အထားနဲ့နောက်ကျွန်တော်တို့ဒီချင်းပြည်နယ်မှာရှိတဲ့မြို့နယ်စုတွေရဲ့ကုတ်နံပါတ်ဒီအကြောင်းကိုလည်းကျွန်တော်မကြခင်မှာပမာလို့နဲ့ပဲကျွန်တော်တို့စူးစမ်းပြီးတော့တိအလင်းရှင်းရှင်းလင်းလင်းနဲ့ကျွန်တော်ရှင်းပြသွားမှာဖြစ်ပါတယ်အားလုံးပဲကံကောင်းကြပါစေမြန်မာပြည်လဲအမြန်ဆုံးနည်းနဲ့အာဏာရှင်စနစ်အောက်တွေလွတ်မြောက်ပြီးတော့စစ်ပြေးဒုက္ခတွေလည်းအမြန်ဆုံးကိုအိမ်ကိုမြေမှာပြန်နိုင်ကြပြီးတော့မြန်မာနိုင်ငံဟာဖရာတရားအားဖြင့်အုပ်ချုပ်တော်နိုင်ငံဖြစ်ဖြစ်အများပြည်သူကြိုက်တဲ့ဆိုရအများပြည်သူချစ်တဲ့ဆိုရမြန်ပေါ်ပါစေလို့ကျွန်တော်ဖရာသခင်စီမလည်းဆုတောင်းပြီးနဲ့ဒီကနေ့ကလက်ကိုကျွန်တော်ဒီတွင်ပဲရက်နာပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်kapang e hung kwa no mom thong ni